ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ရှင်ရဲ့ audio book channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နေနဲ့လောက်ဝင်းရံတော့ကြက်တစင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့ပြီးမှ share notification လေးကိုနှိပ်ထားပေးပါအောင်နော်ဒါဆိုရင်ဇာတ်လမ်းလေးကိုခုပဲစလိုက်တော့မယ်မလို့ချင်မီအားတားစိတ်မပါအောင်ဟန်ဆောင်လို့ရပေမဲ့နေသူတွေအပြည့်ညင်းနေတယ်တားလေးတယောက်ရှိတာကို10တန်းဖြည့်ပြနဲ့အလောက်ခွင်နဲ့ပို့ချင်နေကြပြီခက်တာသူကလုံးဝစိတ်မဝင်စားတဲ့စီးပွားရေးလုပ်ငန်းတွေသူကလွတ်လပ်စွာနေလို့တယ်သူကရုံသွားရုံတက်စီးနေနေခြေချုပ်မိမှမလို့ချင်တောင်းမစိတ်မဝင်ဆိုင်မမေတို့ကဘသူ့အားကိုးအောင်မလဲတာရဲ့ဒေါ်ကြည်ပြူချုံမော့ပြောနေရတယ်အလေးလိုက်ပြီးတော့စိုးတန်းတောင်းမဆိုရင်ရတာကြောင့်တားလေးကိုချစ်ပေးမိလေအလိုတော့မလိုက်ရဲပါနောက်ပိုင်းကျရင်တားလုပ်ပါမယ်ဗျာခုတော့အေးစိနေပြစီရောဟုတ်ပြီလားနေသူတွေအမေရဲ့နဖူးလေးကိုဒဲနန်းကအပြင်ကိုသွားပုံလုပ်တယ်ဟဲ့ဒါကဘယ်တော့ဟိုကောင်လာမင်းဦးနဲ့ချိန်ထားလို့လက်ဖေးဆိုင်အောင်သွားမလို့လေနေသူတွေကပြောပြရနဲ့လဲထွက်လာတယ်မဟုတ်ရင်လက်ရှိဝတ်တော့အချိန်မလုံးခင်ပြန်လာခဲ့နေမမေရဲ့အမှားစကားတွေကိုနားထောင်နေရအောင်မေနေသူတွေဘွားဟာပြည့်စုံနေမိဘရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ရုပ်ရည်ချုံမောက်မှုကြောင့်ကောင်မလေးတွေရဲ့အိမ်မထဲကမင်းသားဖြစ်တယ်ချစ်ကကမျက်နှာပေးနဲ့စင်းရင်ကောင်းနေသူပါတငယ်ချင်းအပေါင်းအသင်းဟာငယ်တငယ်ချင်းလာမင်းဦးတယောက်ပဲရှိတယ်ဦးတာလာမင်းရှိတာဗျနေသူတွေဦးလေးတာတီကိုမေးလိုက်တယ်လာမေးဦးမှာမိဘမရှိတော့ဦးလေးဖြစ်သူနဲ့2ယောက်တည်းပဲနေရတယ်။ဒါပေမဲ့မိဘအမွေတွေဟာ10သက်စားမကောင်းထားနေနိုင်တယ်။ရှိရလူလေးပန်းချန်ထဲမှာဖြစ်လိမ့်မယ်။ဒီကောင်လည်းအမြဲပန်းချန်ထဲမှာပဲကြာရင်ပန်းပင်တွေနဲ့ညားတော့မှာ။နေသူရင်ပြောရင်းနဲ့အပေါ်ဆုံးထပ်ကိုတက်သွားတယ်။ပန်းချန်ဆိုတာသူများရဲ့လူမြေဝိုင်းနဲ့မှမဟုတ်ပေ။တထေးသားလေးလာမင်းဦးရဲ့3ထပ်တိုက်အပေါ်ဆုံးမှာလှပစွာစိုက်ထားတဲ့တံမိုးကြီးပန်းချန်။တေခွာနဲ့ဒီလီယာပန်းတွေတခြားပန်းမျိုးစိတ်တွေများစွာနဲ့စိတ်တိုင်းကျဖန်တီးထားတယ်။လာမင်းဟဲ့ငါဒီမှာကွာစိုးအောင်နေတဲ့သူတွေလာမေးရတခွပန်းတချို့ကူးနေနေပြန်အောင်တယ်အဖေဆိုင်သွားရအောင်ကွာအဲ့လားခေါ်တာနေသူတွေဘာမှနားမလည်ပြီမေပန်းဝင်နေကြရင်ပြောလိုက်တော့ဟဲ့ရှောက်ကင်နေနဲ့ပန်းဝင်ပဲ့သွားရင်မင်းဆိုင်ရောမှာလားမင်းရလေကွာပန်းတပွင့်ကဘလောက်တန်တာမလို့လေနှမျောလိုက်တာမှာဟဲ့3000ကွာအေးစီပဲပြောလိုက်တာဆိုပေမဲ့ဘာ3000ဟဲ့ဟုတ်ရဲ့လားကွာဒီပန်းတပွင့်လေးကိုလေဒိမတ်တိခအမျိုးစားကွာ3လောက်မှတစ်ခါပဲဖွင့်နေ3ရောင်ဆက်ချောကလက်ရနဲ့မင်းမသိပါကွာလာပန်းနေကူတဲပေးဆိုင်ဖို့ပြီးရင်တစ်ဖေးဆိုင်လိုက်တိုက်မယ်အေးပါကွာဒီတိုင်းခိုင်းနေတဲ့ပါလေကွာကုသူရတာပေါ့နေသူရင်လာမင်းဦးကိုတော့လေးစားသဘောကျမိတယ်တိခပန်းတွေကိုဆိုင်ကြီးတွေမှာရောင်းမိဘမဲ့ကေးဟာကိုအကုန်လူတယ်သူ့အတွက်အလုပ်လေးရကုသူလေးရတယ်လေကိုကိုရေသမီးဒေါခင်တရားအခေါ်ရပြန်နေမိုးလင်းနာနဲ့သမီးဖြစ်သူနိုင်ကိုပျောက်သွားတတ်တယ်။ဆယ်ရန်ဖြေထားပြီးပေမဲ့ကလေးစိတ်ကမကုန်သေး။ရက်ကွက်ထဲကကလေးနဲ့ခုဒီစော့ကောင်းတော့။ရှင်လာပြီမမေ။ဟဲ့နင်တို့ငါဝေစုချက်ထားအောင်တော့။နိုင်ကိုကမျက်မှန်လေးပြစ်ပြီးတော့ကလေးတွေကိုငေါ့ပြောတယ်။ဟုတ်ကဲ့ပါဗျာ။အမအန်တီခေါ်နေပြီတော့။ကလေးတွေကလည်းစိုးနေလွတ်တယ်။လက်ထက်ကတည့်သီးတွေကဝေးမဲ့နေပြီးတော့တရေကြခြင်းစရာ။နိုင်ကိုနဲ့တည့်ရချက်နေရသွားခိုးထားကြတာဖြစ်တယ်။ပြီးရပဲငါအတွက်မကြံလို့ကတော့နင်တို့အကုန်လုံးချန်ရှင်တဲ့တိုင်ပြောမယ်။ဟွန်းနိုင်ကိုတေးချောင်းချင်းချောက်ခဲ့ပြီးတော့ဒီကောင်တွေကလူလေးကြတတ်တယ်မလားသမီးကိုဘယ်လျှောက်သွားနေရလဲစော့နေရပါမေရဲ့ဒါနဲ့ဘာခိုင်းမလို့လဲရင်ဒါလေးစမယ်နော်ဟဲ့ကလေးမပူလိုက်တာမေယာအာလာလာနိုင်ကိုကငါတလိုက်စားလိုက်ပြီးတော့ရှာကျွတ်ထွက်မတက်ပူသွားရတယ်ဖြစ်ပြီးအဲ့မှာပြောစကားကိုစောင်းအောင်နားမထောင်စွတ်ညီးနေတော့လေစိတ်ပြက်လက်ပြက်နေတာညီးညွတ်မိတော့တယ်ဘာမှဖြစ်ပါဘူးမေရလေဘာခိုင်းမလို့လဲရင်ပြောကောင်းလိုက်တာနိုင်ကိုတောင်ပူပူနဲ့ဆွတ်စားနေလမ်းထိပ်ကအနီခင်တို့ကြီးပါငွေ3သိန်းချေးထားလို့သမီးသွားယူပေးအောင်ဟုတ်ဟဲ့သမီးပြောရလေတေးချနားလေလားမသိပါဘူးချက်ချင်းကိုပဲသွားတော့တာပဲမင်းမတော့မလဲကြားစိတ်ပဲမှားလိုက်မင်းစလိတ်မတော့နေတော့သူလေတလိမ့်နဲ့လိုက်ပါကွာဘာဖြစ်နေရမင်းอ่ะနေသူရဲ့မျက်မှောင်ကြီးကြုံကပြောတော့လေလာမင်းဘာမှထပ်မပြောရတော့ဟုတ်တယ်လေနေသူတွေဆိုတဲ့ကောင်ကစိတ်မထင်လက်သီးနဲ့ထထိုးတတာသူခံရစော။ဦးလေးကြားစိတ်နှစ်ခွက်နဲ့စစ်လိုက်တပွဲပေးပါ။ရပြီကောင်းလေးတို့ဆိုင်ရှင်ကိုယ်တိုင်လာချပေးတယ်။စပွဲတို့မရှိတဲ့ဆိုင်ငယ်လေးဖြစ်ပေမဲ့လက်ဖေးကအရန်ကောက်တော့တောက်တဲ့သူတွေများတယ်။ဦးကောင်သမီးကိုလက်ဖေးမတိုက်ချင်ဘူးလား။ဟမ်မိကိုဧည့်သည်နဲ့လေမအောင်တော့နောက်နေ့မှတော့ဦးကောင်ကစလိုက်တာဖြစ်တယ်။နေသူတွေနဲ့လာမင်းကိုတစ်ချက်လှည့်ကြည့်ပြီးတော့
စပင်တူနဲ့မျက်မှန်နဲ့ကောက်မလေးတယောက်နာမည်ကအစမ်းသားကိုကိုတွေဟွန်းဦးကောင်သမီးကိုတကယ်မခင်ဘူးပြောတော့တူမလေးလိုသမီးလေးလိုခင်ပါရဲ့ခုကြောင့်လက်ဖေးလေးတစ်ခွက်တော့မှမတိုက်ချင်ထုံးစံတိုင်းကိုမဲလေးနဲ့ပြောလိုက်တော့ဟဲ့ဒုက္ခပါပဲဟာခဏထိုင်ငါဖြော်လာခဲ့မယ်ထိုင်မယ်နော်ကောင်းလေးတယောက်စပွဲဝိုင်းမှာတခါလေးဝင်းထိုင်လိုက်တယ်အော်လာမင်းကခေါင်းငယ်ပြလိုက်ပြီမေနေသူတွေကသဘောကျစွာပြုံးစီစီလုပ်နေတယ်ဘလို့ကောင်းမလေးပါလေရပါပြီဗျာမမလေးအတွက်ချိုးစိတ်တိုက်ကြီးဥကောင်ချောပါရဲ့ဆိုသဘောလေးကောင်းနေသလားနိုင်ကိုကဆက်ဖြည်းဖြည်းပြောလိုက်သလိုလက်ဖေးကွက်ကိုတခါလေးမော့တောက်ပြီးထထွက်သွားတယ်ဟမ်နေသူတွေမျက်လုံးပြူးသွားသလိုလာမင်းဦးကတခိတ်ခိတ်ရှိနေတယ်သမီးကိုအိမ်မှာပဲနေနော်ဘယ်မှလျှောက်သွားမနေနဲ့မေမေအထုံးစံအတိုင်းကုံစင်းရောက်ဖို့ထွက်သွားတယ်ကိုတယောက်တည်းအိမ်မှာကျန်နေခဲ့တယ်ဒါပေမဲ့မကိုသမီးကိုလာပြီနော်လာကြကလေးတို့ရက်ွက်တရားကလေးတွေကိုခါမဲ့ကျူရှင်တင်ပေးနေတာဖြစ်တယ်ဒါကသူမရဲ့စေတနာစေနာတိုင်းဟာရောင်ပြန်ဟန်စမြဲမှုသူမကိုလည်းကလေးမိဘတွေကမဖို့ပြန်ပေးကြတယ်မကိုတသားတို့ဒီနေ့ကျူရှင်ပိတ်ပေးပါလားဘာလို့လဲတသားရဲ့ကိုမနေ့ကပေးလိုက်တဲ့အိမ်စာတွေစစ်ပေးနေမိလိုက်တော့ရက်ွက်တွေမှာဖျားပွဲရှိရလေမကိုရဲ့သွားကြည့်ကြလို့ဟုတ်သားပဲကဲဒီနေ့တော့ကျူရှင်ပိတ်ပေးလိုက်မယ်မနေ့ပြန်စောလာခဲ့ကြနော်ဟုတ်ဟဲ့ဖြည်းဖြည်းသွားကြလေနိုင်ကိုစိတ်ပူစွာလှမ်းအောင်မိသေးတယ်ကလေးတွေရဲ့ဘဝဟာအပူပင်ကင်းလာတယ်ဘယ်တော့မှပြန်မရနိုင်တဲ့ကလေးဘဝလေးစောင်းတို့ကိုကောက်ကင်မိစောင်းမဖက်ဖြစ်သေးပဲဘဝအကြောင်းအောင်ကောင်းနေဝင်လာတယ်မုံဆုံးမအမိနဲ့သူမရဲ့ဘဝဟာနာကျင်စရာတွေများလို့နေတော်ရုံနဲ့မဖြုံတော့ပါရီမန်းချက်ဟာခက်ဝဝသားရှိပြီမိသူမထွက်ပေါက်မရှာမိသူမဘဝကိုသူမအကောင်းဆုံးရှောက်မိဘသူစီအားမှာဘာမျောလင်းချက်မှမရှိပဲတနေ့ရောဒုက္ခတွေဟာတနာတော့အဖြစ်သူမဘဝကိုအေးချမ်းစေမှာပါလေဟေးဒီမှာခဏထိုင်လို့ရမလားမိန်းကလေးတယောက်အတန်းကြောင့်နေသူရင်ကောင်းတစ်ချက်မောကြည့်ပြီးကောင်းကြီးပြတယ်လူရှင်းရဲ့ဒီဆိုင်လေးမှာသူ့စပွဲမှာထိုင်ဖို့ခွင့်တောင်းလာရသူသဘောပေါက်ပြီးသားစတော်ဘယ်ရီတစ်ခွက်ပေးပါသူမစကားပြောပုံဟာပကြီးကားတစ်ချက်လိုအသက်ဝင်လုံးပြီးညှို့ချက်တွေပါတယ်ဒုံးနဲ့မြန်ရွှေစီဒီရောနေသူရင်အေးဆေးပဲပြောလိုက်တယ်သူ့နာမည်ကိုတည့်ရသားနဲ့တမင်မေးတာအောင်နားလေတယ်သူဆိုတော့ကောင်မလေးတွေတတိထားမိရဲ့မင်းသားတစ်ပါးနမရမိုက်စားပဲလူတော့ပေါ့ရွှေစင်းရလာတဲ့အခွင့်အရေးကိုလက်လွတ်မခံနေသူရင်းဆိုတာနေကဘာလုပ်ငန်းစုကြီးရဲ့ CEO လောက်နေရချမ်းသာမှုဟာမှန်းဆလို့မရနိုင်တယ်လို့နေသူရဲ့ယောက်ျားပီသားစွာချုံးမောက်မှုဟာရှင်းတုံစရာ Thank you နေသူရဲ့အေးဆက်ဆက်ပဲပြန်ပြောလိုက်တယ်လို့ညံတာဟာ laptop ကိုအကြည့်မပြန်ကိုနေကြီးအောင်ရွှေစီကိုကြီးမဆိုင်တယ်လို့ပဲဘာလဲရွှေစင်းကရုပ်တအားဆိုးနေလို့လားရွှေစင်းနေနေတော့ခံပြေးမိတယ်သူမဆိုတာလေမော်ဒယ်လောကတွေမှာအချောလာတရားမရွှေစင်းတားလာပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ဝင်စားနေမဆိုင်ဘူးထင်တယ်နင်းစီပန်းတိုင်းလှတယ်ဒါပေမဲ့စတုံးမှာပန်းတာနဲ့မြေပေါ်ကျနေရဲ့အခြေအနေချင်းတော့မတူဘူးပေါ့ခွင့်ပြုအောင်မရွှေစင်းသူပြောထွက်လာခဲ့တယ်သူအေးစိနေလို့မရတော့လေရွှေစင်းတောက်တကြီးတောက်ခေါက်လိုက်ပြီးပြစ်မှတ်အရွေးမှားတဲ့မုတ်ဆိုးဖြစ်လေပြီဟဲ့လို့ဘောလုံးလေးပစ်ပေးပါလားလာမင်းဦးကြောင်သွားတယ်နောက်မှသူနားကနေဘောလုံးလန်းတောက်နေအောင်တတိထားမိတယ်ဟိုတနေ့ကလည်းဖေးဆိုင်မှာတွေ့တဲ့ကောင်းမလေးကလေးတတိုင်းနဲ့ဘောလုံးကန်နေတယ်အကုန်ပေတူးနေရမြင်တော့သူရည်ချင်မိပြီဘလို့ကောင်းမလေးလဲကွာโอเคဘောလုံးလေးကိုကောက်ပြစ်ပေးလိုက်တဲ့အခါ thank you ဆိုတဲ့ကိုရဲ့စကားပြောပုံစံလေးဟာမျက်လုံးတစ်ဖက်မိတ်ပြရင်နဲ့ပခုံးလေးပါတွန်းပြလိုက်သေးတာလာမင်းသဘောကျစွာရည်ပြီးသွားတယ်သူမလေးကိုတွေးလိုက်လွတ်လပ်မှုကိုခံစားမိတယ်အမြဲတမ်းပေါ်ပါနေပြီးသူမကတိမ်တွေလိုပဲလေနဲ့အတူလွတ်လွတ်ဆောင်နေလွင်မျောနေတယ်ဟဲ့ဘာရှိနေရလဲဘာမှပြန်မဖြေမိပဲနဲ့ရှေ့ကမြင်ကွင်းကိုမေးဆက်ပြရင်တကယ်ချင်းနဲ့အောင်တန်းချောင်းငင်းနေပြီဟဲ့လူကြီးခင်ဗျားတို့ကပါမလားကိုလူလိုနေရနဲ့ရက်ကြည့်နေတဲ့သူတို့ညောင်လှမ်းပြီးတော့သူတို့ပုံစံတွေကလူကောင်းတွေဖြစ်မှန်တည်တာနေရမလို့မကြောက်မလန့်မေးမိရဖြစ်တယ်ပါမယ်လीဘာကြီးကစားရလဲဟာလက်ဖေးတဝိုင်းကြီးနိုင်ဝက်ပဲကဲမယ်နိုင်ကိုမျက်စာပြစ်ပြလိုက်တော့โอเคလေခင်ဗျားတို့တယောက်နဲ့ဟို3ယောက်တစ်ဖက်နေတစ်တော့ငါနဲ့နေဆီယာမကြီးလှုပ်ပြီးတော့သူလူစုခွဲပြလိုက်တယ်ပွဲစားပြီးဆိုတော့အယူဖြစ်ကုန်တာနေသူတွေနဲ့လာမိဦးဘောလုံးကန်နေကြမဟုတ်တော့ခဏလေးတွင်းမှာချွေးပြန်လာတယ်ကလေးတွေကလည်းအချင်းမဟုတ်သလိုသူတို့ကလည်းညာပြီးတော့ကစားတော့ရှုံးနေပြီဟေးနိုင်ကိုတို့အဖွဲကပျော်ရွှင်စွာနဲ့အော်ဟစ်လာတယ်โอเคအားလုံးလည်းဖေးဆိုင်သွားမယ်စားချင်တာစားနေသူတွေချွေးပြန်မောနေပြီမေပေါ်ပေါ်ပျော်ရွှင်မိတယ်ဒီလိုတစ်ခါမှသူမကစားဘူးတာကြောင့်သူနဲ့ထက်တူလာမင်းဦးနဲ့တူတူပဲဟေးကလေးတွေဟာပျော်ရွှင်စွာအော်ဟစ်ကြတော့ကြည်နူးစွာနဲ့ပြုံးမိပါတယ်
လက်ဖေးဆိုင်မှာရသမျှအစားအစာတွေအကုန်အဝါဆွဲပြီးတောင်းဆွဲပါထုတ်ပေးလိုက်တယ်။ဦးကောင်းဟာလှုပ်ရှုပ်သွားပေမဲ့နိုင်ကိုကူညီပေးလို့တော်သေးတယ်။အားလုံးပြန်သွားတော့နေသူရင်းနဲ့လာပြီးဦးနှစ်ယောက်ထဲကြံနေခဲ့တယ်။ဦးကောင်းကသူတို့ဇွဲမှာခဏဝင်ထိုင်နေအမောဖြေလိုက်တယ်။ဦးလေးအဲ့ကောင်မလေးကပျော်တတ်တယ်နော်။လာမင်းကိုပြောလိုက်တဲ့အခါသူ့ဘဝချမ်းတဲ့တော့ပျော်အောင်နေရတာပေါ့ကွာ။ဟမ်ဘလို့အန်ဩစွာနဲ့နေသူတွေမေးလာတော့ဒီလိုကွာသူ့ဖေကငငယ်လေးရဆုံးမသွားတော့အမေဖြစ်သူကသမီးလေးမျက်နှာငယ်မှာဆိုလို့ဆိုပြီးနောက်နောက်မပြူဘဲနဲ့စင်စင်ရဲရုန်းကန်နေတာနိုင်ကိုကိုလေးကိုစောက်ရှောက်ခဲ့တာခုဆိုရင်ကိုကို10တန်းကို4ဘာသာကုန်နေတဲ့အောင်မြင်တဲ့အထိကြက်တဲ့ဘွားဆိုတော့မလွယ်ကူကွာအထူးသဖြင့်မိန်းကလေးတွေဆိုတော့အတော်ခက်ခဲပါလိဦးကောင်းစကားစပြတ်သွားပြီးစလိတ်တဖွာရှိုက်လိုက်တယ်မလွယ်ဘူးနော်ဦးလေးလာမင်းဦးတွေးကြည့်အောင်နေရင်လေးမိတယ်ဟုတ်တယ်ကွာကိုကိုလေးရဲ့လိမ့်မရှာတယ်စိတ်ထားလေးကောက်နေရက်ွက်ထဲကကလေးတွေကိုအလက်ကားကျူရှင်တင်ပေးရလေတခုပဲဘာလေးဗျနေသူတွေတီးချင်စိတ်ကလောနေတယ်ကလေးနဲ့ဆော်ပြီးတော့ချင်းထဲတက်တာပဲခုပဲကြည့်တော့မင်းတို့ခံလာပြီမလားဦးကသဘောကျစွာနဲ့ရီတော့တယ်ဟာဗျာလာမေဦးနဲ့နေသူတွေရှက်သွားရတယ်အထိဒါပေမဲ့ဒီနေ့မှာကောင်မလေးတယောက်သူတို့ရှင်ဘက်ထဲကိုတိတ်တိတ်ဆိတ်ဝင်ရောက်သွားတယ်မင်းတကယ်ပဲရောက်သွားတယ်နိုင်ကိုမေးလိုက်တော့ခဏဖြုတ်ထားပါသမီးရဲ့အမေမွေးချင်သေးလို့ဒေါခင်တီတာညာပြောလိုက်ရတယ်မနေ့ပြန်ဆိုရင်သမီးကိုကတက္ကသိုလ်တက်ရတော့ပြီသူမပတ်စံလုံးလောက်မရှိတော့မင်္ဂလာဦးနကလေးကိုဖြုတ်ချောင်းလိုက်ရတယ်နှမျောပေမဲ့သမီးလေးလောက်ပဲရမှအရေးမကြီးပါဟုတ်ကဲ့ပါသမီးကုတ်စိမ့်နေတောင်းလိုက်မယ်နော်မမေနိုင်ကိုကအမေမနေ့ပြန်ရောက်ဖို့အတွက်အသေးရွက်တွေကိုခြံထဲကလိုက်ဝယ်ရတယ်ဒါမှအမျက်သားချန်နေသူမပင်မခံပြီးတော့လိုက်ဝယ်မယ်အေးသမီးခီးယူဆိုင်တော့ဟုတ်မမေနိုင်ကိုတယောက်ငွေနေငယ်နဲ့အိတ်ကိုကန်ပြီးတော့ထွက်လာတယ်ဦးလေးခင်းသေးရရှိလားချမ်းပိုင်ရှင်ကိုမေးလိုက်တဲ့အခါရှိတဲ့ကောင်မလေးတောင်ပန်ချမ်းမှာသွားဆွတ်လိုက်ဝယ်နေကြလို့မလို့ထူးတလဲပြောပြစရာမလိုဟုတ်ကဲ့ဦးလေးအပြေးလေးလမ်းလျှောက်လာတော့မထင်မပဲလူတယောက်နဲ့ဝင်တိုက်မိတယ်သူမအပြေးလေးနဲ့လာတဲ့သူမို့တစ်ဖက်ကလူဟာလဲကျသွားတယ်အရှိန်လုံးပြီးတော့အဲ့လူဘောထက်ရက်လဲကျသွားတယ်တီလာမေဦးလဲကျတော့ကားနာသွားပြီးမြသူ့ရဲ့ပေါ်ထက်ရက်လဲကျနေသူဟာကိုဖြစ်နေရသေးတော့နေရာလုံးဟာမျက်လုံးပြူပြီးတော့ခစ်တာခမကြောင်ငေးနေပြီsorry နေရဘလို့ရောက်နေရလဲနိုင်ကိုရှက်ကန်နဲ့အမြန်ထပြီးတော့မေးလိုက်တဲ့အခါလာမေးကမတက်ရက်လိုက်ပြီးတဲရီဖုန်နေခိုင်းနေမှာငါတိချောင်ဝယ်မလို့လာကြည့်တာမင်းရရောဘာလာလောက်တာလဲခရက်တိလာဝယ်ရလေဈေးထဲမှာပြန်ရောက်ဖို့ကိုစကားကြောင့်ဟုတ်လားငါကူပေးမယ်လीဒါနဲ့နင်းနာမည်ကကိုပဲလားလာမင်းကအေးစေးစကားပြောနေပြီမေရှင်ထဲမှာမီးတောင်ပောက်ကွဲသလိုတုံခါနေတယ်အပြည့်စောနိုင်ကိုနင်းနာမည်ရောငါနာမည်ကလာမင်းဦးဟိုတယောက်နာမည်ကနေသူတွေနဲ့နာမည်တွေကလည်းကောင်းကင်ဘောအောင်မစင်ဘူးလူတွေထက်နာမည်တွေကကောင်းနေတာကိုသွန်းနာမည်တွေကိုမနာလို့ဖြစ်မိတယ်ဟာဒါမိဘကြီးပေးထားလိဟာငါတို့လှုပ်ယူထားမှာမဟုတ်တာကတိခဲပဲပြောနေတယ်အေးပါလာကိုခင်းအသီးကောင်းတာလေးရွေးစွပ်ပြီးမဟုတ်ရင်အမျက်နဲ့ရှင်းပြုတ်နေပြီကိုခင်းအသီးတွေကိုစားဆိုရင်ပြောလိုက်တော့အေးပါဟာဒါနဲ့အမျက်ကဘလောက်ရလို့လဲသူဆက်ဆုပ်လိုက်တယ်သူမနဲ့စကားပြောတာပြောစရာကောင်းပြီးတော့ပေါ့ပါလွတ်လပ်စီတယ်3000လောက်တော့မြတ်တယ်ဟာကိုမျက်ခုံးလေးပြင်ပြီးပြောလိုက်ပုံလေးဟာတကယ်ချစ်စရာလာမင်းတို့အံ့ဩစရာဖြစ်တယ်သူ့အတွက်တိန်ကနေဝင်ငွေလောက်ကိုလှူပြစ်နေရအံ့ဩမနေနဲ့သမင်10လမ်းကြားတလမ်းပဲသူ့ဘောနဲ့သူငွေချီတန်ဖိုးရှိတယ်ကိုကမျက်စောင်းတို့ကပြောလိုက်တော့မှအေးပါဟာလာမင်းတို့စကားဆက်မများရတော့ပါဒီကောင်မလေးကမလွေကြောလီတောက်သူเจ้าတော်ကြီးကအယောင်သွေးစုံနေစွာတောက်ပါနေတယ်လှပပဝက်စားစင်ရထားပုံတွေဟာမရိုးနိုင်အောင်တစ်မျိုးစီလှနေကြတယ်ဟဲ့ကိုနင်တငယ်ချင်းတွေမရသေးဘူးလားလို့သေးလို့လားကိုစိတ်ပြက်မိတယ်ဘာလို့လူတွေကသူတစ်ပါးအားနေချက်ကိုနိုင်ကျင်ကြရတယ်သူမနဲ့တလန်းနဲ့ဝဝဟာပတ်စံနေငယ်ရှိတော့တငယ်ချင်းတချို့နဲ့သူမအောင်လာပြောင်းနေတယ်သူမဟာမျက်မှန်လေးပြင်ပြီးတော့တယောက်တည်းဟိုငင်းတင်ငယ်မလို့ပါဘူးလိုချင်နဲ့ရှိမှာမဟုတ်လားဘောပါငါအေးစိနေပြစီဟာကိုစကနေရန်ဆဲဆိုသလိုတောင်းပန်လိုက်တယ်အေးပါလေးလို့ရေဘောဟာကနဲ့တိတ်နဲ့ရီလိုက်တဲ့အချိန်ဟဲချောလိုက်တာကန်ဒီကကောင်မလေးတော်တော်များများအတန်တွေထွက်လာတော့နိုင်ကိုလေးလှည့်ကြည့်လိုက်တယ်ဟဲ့ဒီလောက်လာမင်းဦးနဲ့နေသူတွေဆိုတော့သိလိုက်တာနဲ့ကိုလှမ်းခေါ်လိုက်တယ်ဘဝမျက်လုံးပြူသားကြည့်နေတယ်ဟာကိုနေရတက်နေရလားဒီမှာလာမင်းဦးနဲ့နေသူတွေနိုင်ကိုမြင်တာနဲ့အံ့ဩဝမ်းသာစွာရောက်လာတယ်
အေးပေါ့ဒီလိုပြန်ဆောင်နေထိမ့်မှတ်နေတဲ့ငါ့ကော်ဖီတိုက်โอเคလားနိုင်ကိုမျက်မှန်လေးကိုတစ်ချက်ပင်ကပြောလိုက်တော့အေးပါဟာငါသွားယူပေးမယ်ခဏဆောင်နေသူတွေထိုင်ရာကနေမြန်ထသွားတော့ဒါနဲ့တငယ်ချင်းနေလားလာမေးကဘေးနောက်မှာကြောင်ကြီးရှက်နေတဲ့ဝဝတို့ကိုမေးဆက်ပြပြီးမိတယ်ငါတိုးနဲ့မသိဘူးနိုင်ကိုစကားကြောင့်ဝဝရှက်သွားမိရဲ့တောက်ခောက်ပြီးတော့ဒေါသတကြီးထွက်လာတယ်ကိုကဂီးမဆိုင်သူမကမွေဝေးတကောင်လိုအေးစီနေတတ်ပြီမိလာထင်တော့အသေးပြက်ကြိုက်မိသူကန်လေးတစ်ခုလုံးမှာတော့နေနေလာနှစ်ပါးချက်ရန်ထားတဲ့မျက်မှန်တဲ့ကောင်မလေးကိုငင်းမောအားကြနေကြလေနိုင်ကိုနာမည်လေးဟာတက္ကသိုလ်တစ်ခုလုံးမှာတတိထားမိသွားကြတဲ့အထိမင်းသားလေးနှစ်ပါးနားမှာဘယ်သူမှမရှိပေမယ့်အခုတော့ရှိလေပြီတအားလာတဲ့ကောင်မလေးမဟုတ်ပေမျက်မှန်လေးနဲ့ဆက်ဆက်ကျဲကောင်မလေးတယောက်တိုက်ဆိုင်စော်ပဲ၃ယောက်လုံးဟာတင်းချမိကြမှာအတူတက်ကြတာဖြစ်တဲ့အခါကိုအပြန်ကတော့လိုက်ပို့မယ်လေနေသူတွေစကားကြောင့်ဟုတ်သားပဲကိုလာမေးဦးကပါထောက်ခံသလိုပြောလာတယ်ဒါပေမဲ့ငါအိမ်မပြတ်သေးဘူးဟာမြို့ထဲမှာလှုပ်ပတ်ရှာအောင်ပါကြောက်တဲ့ရင်လှုပ်ဖို့တွေးထားတယ်နင်ကဒီတက်ရွယ်နေနဲ့ဘာလုပ်ရမှာလဲနေသူတွေတကယ်အောချမိတယ်အဲ့ဒါဟုတ်တယ်ဟာနင်ပြောရမယ်နေငါအသက်ရွယ်နေကလှုပ်လို့ရမယ်လှုပ်ကြနေကူရှာပေးဟာနေငါနဲ့လိုက်ခဲ့ပြီးတော့သူတွေမိန်းလေးတယောက်ရဲ့သွားမှာထက်ဆိုင်နေသူတွေကိုဖော်ခေါ်သွားအောင်ကောင်းလိမ့်မယ်ဘာမှလည်းမဆိုင်နေသူတွေအိတ်ကောင်မလေးကိုအလုပ်တစ်ဖက်နဲ့အကြောင်းကိုတက်ပြီးတင်ပန်းနေမှာဆိုလို့မလိုလားလို့ပြောလိုက်ကမှသူဟာတိုင်ပတ်ပြီးကောင်းတဲ့သူတွေမိကူညီပေးလိုက်လေလာမင်းကိုမျက်စိမိတ်ကပြောလိုက်တော့မှနေသူတွေသဘောပေါက်သွားတယ်သူမလုပ်ငန်းတွေအများကြီးရှိတာပဲဒီကုမ္ပဏီမှာလားဖြစ်ပါမလားဟဲ့နိုင်ကိုအလုပ်လုပ်ချင်တာမှန်းဆိုပေမဲ့ဒီလိုကုမ္ပဏီအကြီးစားတွေမှာတော့မမျှော်လင့်ရပါဖြစ်ပါရဲ့ဟာလာပါနေသူတွေရှိကနေဦးဆောင်ခေါ်သွားတယ်ကျက်တနာအဲ့ဒီတော့မှဆိုင်ဝန်ထမ်းတွေကနေသူတွေကိုမြင်လာတဲ့ခေါင်းငုံယူသေးပေးကြတယ်တထည့်ရဲ့တူတီတော်တောင်းမြင်မှုကြတယ်လေနင့်ကိုတီးကြလားဒီလူတွေဟာအော်သွားရတဲ့အထိနေသူတွေဆိုတာရှော့တက်လို့မရတဲ့မင်းသားတပါမဟုတ်ပါဘူးဟာဒီကုမ္ပဏီကအဲ့လိုပဲလေးစားကြတယ်အလုပ်ကောင်းတယ်လို့လာစားလေးကောင်းတယ်လို့ငါဖေကပြောဘူးလို့နေသူတွေဖြည့်ရှင်းပြရင်းနဲ့အဖေကဝန်ထမ်းတွေနဲ့ရှောက်လာတာမြင်လိုက်တော့ဘယ်ပြရမှမသိဖြစ်နေတယ်လှုပ်ထဲကိုခဏလေးတောင်ခေါ်ပြရတဲ့သားဖြစ်သူကောင်မလေးတငယ်ချင်းကြောင့်လာတာလို့ဖြစ်ပြဿနာကြီးတက်ကုန်နေပြီတော်သေးတယ်အဖေကလှမ်းကြည့်အောင်ကလွယ်ပြီးဘာမှပြောမသွားအေးပါဟာနေသူတွေကမန်နေဂျာရုံးခန်းထိဝင်သွားပြီးတော့မန်နေဂျာတို့ကိုမြင်တာနဲ့မတက်ရနှုတ်ဆက်မယ်လို့အလုပ်လို့ကျန်လို့ပါကြရင်လူလူရဲလို့ပြောလို့ပါဖြစ်နိုင်ရင်စနေတနေ့ဝင်နေ့ရက်ပဲစင်းစင်တာပါနေသူတွေပြောတဲ့ပုံကတခြားကုမ္ပဏီမှာဆိုရင်ခေါင်းရိုက်ခံရမယ့်ပုံစံတပတ်မှာနေ့ရက်တည်းစင်းရမယ်လေသူကတော့မျက်စိတွေပိတ်မျက်စာတွေပြင်းနေပြောနေရမို့အေးရပါတယ်ဒီကကလေးမလေးလားအလုပ်လုပ်မှာမန်နေဂျာယာတူးဟာလက်ကားရထားတာမဟုတ်အခြေအနေကိုအင်တန်နားလဲလွယ်ပြီးလူကဲခတ်တော်ရသေးတယ်ချက်ချင်းနားလေသဘောပေါက်လိုက်တယ်တထေးသားဖြစ်စီချင်တာကိုနိုင်ကိုနဲ့အလုပ်စင်းသိမ့်ချိန်နေတဲ့လောက်စာတွေပြောပြပြီးတော့အလုပ်ရသွားလေတယ်ဟာပျော်လိုက်တာဟာငါနဲ့ကိုကော်ဖီတိုက်မယ်သိလားကိုကအလုပ်လေးရလာတော့ပျော်နေမိတယ်ဒါမဲ့ရင်တို့အကြောင်းပြရမှာစောမြတာတော့ဝမ်းနေရတယ်တကယ်တိုက်မှာလားနေသူတွေကိုစားတော့ချင်လာတယ်အေးပေါ့နေမမှာတောက်ချင်လေပြောကိုကမဖို့9000လောက်သားရှိသေးတယ်အလုပ်ရတော့ဒီလောက်တော့ကုန်ခန့်နိုင်ပါတယ်โอเคလေစကူရာမှာသွားတော့မယ်နေသူခက်တီတီပြောလိုက်တဲ့အခါဟိုလေဦးကောင်းဆိုင်မှာပဲတောက်ရအောင်ပါဟာနော်ကိုကစပြေးနေပြန်ပြောရတယ်စကူရာထပ်20မှာတောက်ရင်သူမငွေ9000နဲ့မလောက်အေးပါဟာနေသူသဘောကျစွာရှိလိုက်မိတယ်သူတို့နှစ်ယောက်ရီတန်လေးဟာပတ်ဝန်းကျင်တစ်ခုလုံးတာယာစွာပြန့်လွင့်နေလေတယ်ဖြစ်ပါမလားကောင်းလေးဒေါ်သူစားဆိုတော့အတော်ရင်းဆိုပေမယ့်ကောင်းလေးမေမဆုံးခင်တည်းကတအားဆိုလို့အမွေပြက်ဆွလို့ထားကြရလေဦးတာဒီဆိုင်ကြီးရဲ့လူယုံဖြစ်နေသူတသက်တာနေထိုင်လာခဲ့တာမလို့မိသားစုဝင်တွေရဲ့အတွင်းရေးကိုအတွင်းကြကြသိနေတဲ့သူမို့စိတ်ပူပြီးတယ်ကျွန်တော်သိပါတယ်ဦးတာဒါပေမဲ့ကျွန်တော်မှပြေးကြည့်စရာဆိုလို့ဒီတော်တယောက်ပဲရှိတာအခုလိုယောက်ျားအဆုံးပါပြီးကလေးတွေကကြောင်းထွက်ခက်ခဲနေတာမကြည့်တယ်ထင်တာပဲလာမင်းကိုအတော်အိမ်မော်ခေါ်တင်ဖို့တွေးလိုက်ခြင်းဖြစ်တယ်ဦးတောင်လေးတနာပြီးသူနောက်မှနေပေးခဲ့တာနှစ်ပေါင်းများစွာခုသူတောင်းဆိုတဲ့စိုက်ပျိုးရေးခြံလေးတစ်ခုမှာအေးချမ်းစွာနေကျင်နေတဲ့ဒါကြောင့်ဟိုတလောကသူခြံဝယ်ဖို့သွားကြည့်ခဲ့တာအဲဒီတော့မှဖြစ်ပျက်ခဲ့ရလေးပြန်တွေးပြီးတော့ပြုံးပြီးပြန်တယ်ကောက်လေးစိတ်ချမ်းသာလို့လုပ်ပါဒါမဲ့အကုန်လုံးတော့မပေးလိုက်ပါနဲ့ဦးတောင်ကောက်လေးစိတ်ဆင်းရဲမှမလူလားဟုတ်ကဲ့ပါအမွေလေးအားလုံးကိုထိမ့်သိမ်းထားပြီးသားပါလက်ရှိရှယ်ယာအမျက်ငွေတွေပဲအတော်တို့လူလီသိမရှိထားနိုင်ပါရဲ့လာမေးဦးမိဘအမွေတွေကိုလုံးကျုံစွာထိမ့်သိမ်းထားတယ်လက်ရှိရှယ်ယာအမျက်ငွေတွေကလည်းတစ်လောက်350ထပ်မနေဟုတ်ပါပြီကွယ်
ခဏနေဦးတာနေသွားခေါ်ကြတာပေါ့ဒါသူတွေခဏလောင်ကုတ်ချုံချုံနဲ့ဘယ်သူမှမသိအောင်အိမ်မော်တက်ဖို့ကြံမိမိအပြန်လောင်စောင့်နေကြတာမလို့ဟုတ်ပြီမနက်ကကောက်မလေးနဲ့ဘလို့ပတ်သက်တာလဲမင်းကြီးစားလားဟာမဟုတ်ပါဘူးတားတငယ်ချင်းမှာသူကလှုပ်လှုပ်ချင်နေပြောလို့အဲ့ဒါနဲ့ပဲ2ရက်ပဲဆင့်ပြီးတော့တသိန်းခွဲပေးရတဲ့ဝန်ထမ်းတရားငါရလိုက်တာပေါ့လေဦးနေမင်းအကြောင်းဆောင်တည်ထားပြီဖေရလဲဗျာသူကဆင်းရဲပြီးတော့လိမ်မာရဲ့ကောက်မလေးပါကုညီခွင့်ရရင်လို့သဘောထားပြီးပါနော်နေသူတွေဒီတခါတော့ချစ်ကန်ကန်မပြောရင်နည်းနည်းချိုးသွေးနေရတယ်သူတခါမှဒီလိုမလုပ်ဘူးပါအဲ့ဒီကောင်မလေးအလုံးမတော်လားမတော်လားတော့မသိဘူးငါသားဒီတခါဖားပြောတာခံရဘူးတာပဲဟိဦးနေမင်းသဘောကျစွာနေရင်ပြောလိုက်တယ်သူ့မှာသားတယောက်ပဲရှိပါတယ်ဒီလိုချွတ်ချွတ်တသားပြောဖို့နေနေတာချစ်ကန်ကန်စကားတောင်ပြောချင်မှပြောတဲ့ကောင်ဟာဗျာနေသူတွေဟာမျက်နှာပူပူနဲ့အပေါ်ကိုပြေးတက်သွားတယ်ရင်ထဲမှာတော့မင်းရဲ့ချစ်သူလားဆိုတဲ့မေးခွန်းဟာအထက်ထက်ပြန်ကြားရောင်နေမိတယ်ဒီကိုခဏလေးပြောစရာရှိလို့ကျောင်းသားတယောက်ကနိုင်ကိုနာပြေးလေးရှောင်လာတယ်ပြောလေမျက်မှန်လေးကိုတစ်ချက်ပင်ကပြောလိုက်တော့ကျွန်တော်ကိုစိတ်ဝင်စားလို့ပါအဲ့ဒါကျောင်းသားလေးကမဝင်မရင်းနဲ့ပြောလိုက်တဲ့အချိန်စိတ်ဝင်စားလို့မရဘူးသူကငါ့ပိုင်လေးတမမပြောရင်းနဲ့အနားလျှောက်လာသူဟာနေသူတယ်ကိုရုတ်တရက်ဆုံးအောင်သွားရတယ်ချစ်သူတွေလို့ပြောချင်တာလားကောင်လေးကမအူမလင်နဲ့ပြန်လှည့်ပြီးတော့ဟေ့ဟာငါ့ပိုင်လို့ပြောနေမရှင်းဘူးလားနေသူရဲ့မျက်မှောင်ကြီးကြုံကထပ်ပြောတော့မှဟုတ်ကဲ့ပါအပြေးလွှားလေးထွက်သွားတော့တယ်အဝေးကိုရောက်တော့မှပေဆောင်းဆောင်းနဲ့ပြန်ကြည့်နေသေးတယ်ဟဲ့နေဘလို့ပြောလိုက်တာလဲအထင်နဲ့လွဲကုန်တော့မှပြီနှကလေးစုကားနဲ့နိုင်ကိုပြောလိုက်တော့ငါချစ်သူလို့မပြောတာငါဘိုင်းလို့ပဲပြောလိုက်တာထင်လွဲစရာလားနေသူတွေကမျက်စိတစ်ဖက်မိန်ပြရင်နဲ့ပြောင်းဆက်ဆက်ပြောလိုက်တယ်ဒါနဲ့လာမင်းဦးရောမပါဘူးလားပါပါတယ်ဗျာခမ ्या လေးတောက်ဖို့ကော်ဖီအေးဝင်ဝဲနေလေဟောဟိုမှာရောက်လာပါပြီနေသူတွေအဝေးကကော်ဖီအေးပွေနဲ့လာမင်းကိုညွှန်ပြတယ်ဟွာငါလာမင်းကြီးအလိုက်တိချက်ပဲချစ်လိုက်တာနော်ဟမ်အေးပါဟာလာမင်းကကတုံးကြီးဖြစ်သွားပြီးတော့အရှက်စိတ်ကြောင့်မျက်နှာလေးဟာရဲတော်နေတော့တယ်သမီးအလုပ်လုပ်ရအောင်စင်ပြေးရလားဦးနေမင်းသားဖြစ်သူရဲ့တငယ်ချင်းမလေးကိုအလုပ်တွေတင်ပြပေးရတယ်ကောင်မလေးကသားနဲ့ပတ်သက်လို့ရည်ရွယ်ထားတဲ့သူဖြစ်နေနိုင်တယ်ချွေးမလောင်းလေးဆိုပါတော့ဟုတ်ကဲ့အဆင်ပြေပါတယ်နိုင်ကိုအလုပ်ကိုစူးစမ်းတယ်ကွန်ပျူတာနဲ့စင်ကိုင်တင်တဲ့အလကားတင်ရတယ်ဆိုပြီးသဘောထားကအပင်ပန်းခံလုပ်ပြီးတယ်နောက်လာရင်မှဈေးကွက်အတွင်းပစ္စည်းတချို့တင်သွင်းရမယ်သမီးကိုတွေးကြုံရအောင်လို့လက်ထောက်မန်နေဂျာဖြစ်ထည့်ပေးလိုက်မယ်ကျောင်းဖွင့်ရဖြစ်လည်းဖြစ်မယ်နော်ဒီကလေးမအရေးချင်းရှိတာဦးနေမင်းတီတော့ညှောက်စားချင်လာတယ်ဟုတ်ရပါရဲ့ကဲနိုင်ကိုအလုပ်လုပ်ရတာပြောတယ်သူမအတွက်အတွေ့အကြုံတွေများကြီးရတယ်MD ရုံးထဲမှာ MD သားရောက်နေပါတယ်ဝန်ထမ်းတယောက်သတင်းလာပြီးတော့ဟုတ်လားဦးနေမင်းဒီကောင်ဘာလာလောက်တာလဲဆိုပြီးတွေးမိတယ်နိုင်ကိုကတော့တတိသားဆိုတော့ကြီးကိုမမြင်ဘူးသေးပါဖေးကိုလုံးမစင်းသေးဘူးလားနေသူရိတ်စကားကြောင့်ဟာဘယ်အချိန်ရှိပြီမို့လို့လဲဘာလာရှုပ်တာလဲမရဦးနေမင်းဘူးကလေးတိုက်လိုက်တယ်ဟုတ်တယ်ဒီမွေးထားရဲ့မိဘစကားကြောင့်အလုပ်ခေါ်ပြရအခုကျတော့အလုပ်ထဲရောက်ပြီးတော့အစော်ကြီးအလုပ်စင်းခိုင်းနေဘယ်ချိန်ရှိဗျာတခါလေစောဆင်းပေးလိုက်ပါလားဂျာကြီးခဏလောင်နေသူရဲ့ချော်ပြောရမယ်မထင်တော့ဆုတ်လို့တယ်ဘာကိစ္စရှိလို့လဲမောင်းနေသူတွေနိုင်ကိုအလုပ်စင်းခိုင်းလိုက်အခုတော့ကျွန်တော်လည်းပြန်ပြီတယ်ဒီဘိုင်းနေသူတွေကဖြစ်ချင်တာလုပ်ပြီးရနေထွက်လာတယ်အောက်ကကားလမ်းမှာစောင့်နေမယ်လမ်းကြုံနေဆိုပြီးကော်ဖီဆိုင်ကိုလိမ့်ကြမယ်ဟာတာသူ့လေဒီကောင်ကတော့ကွာဦးနေမင်းကောင်းကုန်းနေရောလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပါအနီသူစားတို့အောက်ထပ်မှာနေလို့အဆင်ပြေရမှတ်လားမမသူစားတို့တခန်းစီနေလို့ရပါတယ်ဥတာအခန်းနေပြပေးလိုက်ပါလာမင်းဦးမိသားစုဆိုတဲ့ခန်းစားမှုလေးကိုမှတ်မောတယ်ခုဆိုရင်ဒီဆိုင်မှာသူတို့2ယောက်တည်းမဟုတ်တော့ပဲဒေါ်လေးတို့သားမိ3ယောက်ကစီကားနေပြီဒေါ်လေးသူစားမှာသမီး2ယောက်ရှိပြီးမမကြီးမူရနဲ့အငယ်မမြလေရပါတယ်ကွယ်တားအဆင်ပြေတယ်လို့လုပ်ပါဒေါ်သူစားတင်ကြီးနဲ့ရင်းနှီးခဲ့တယ်နှစ်ပေါင်းများစွာဝေးကွာခဲ့ရတယ်ခုတော့ကန်တရားကအကြောင်းဖန်လာလိမ့်ပြီဟုတ်ကျွန်တော်သွားစရာလေးရှိလို့လွယ်တာမှန်များဦးတာစီစဉ်ခိုင်းလိုက်ပါလာမင်းဦးနေသူတွေနဲ့နိုင်ကိုတို့နဲ့ချိန်ထားရမှာလားအေးသွားလီသားဒေါ်သူစားသမီးတွေနဲ့ခန်းထဲဝင်လာတယ်ဟာအိမ်ကကောင်းလိုက်တာမေယာမူရမွေရကြီးပါကိုပြစ်လဲကြတယ်ဒါတွေကအပိုင်မရသေးဘူးနော်သမီးကြီးဒေါ်သူစားစကားကြောင့်ဘာလဲမေအပိုင်ရဖို့အစီအစဉ်ရှိပါတယ်ကွယ်ဒေါ်သူစားညနေညနေတွေအပြည့်နဲ့ရုံမာစွာရှိလိုက်တော့တယ်ရှင်းလို့ရက်တွေကိုတီးမခံနိုင်တော့ဦးနေပြီဒေါ်ချီပြူဒေါ်သားထွက်လုံးလုံးအသားတွေတဆက်ဆက်တုံးနေတယ်မိမိခင်မိုးဖြစ်သူကအချစ်ဦးနဲ့ပြန်ဆက်သွဲနေတယ်မင်းတီးမခံတာအခုမှမဟုတ်ပါဘူးကြည့်ပြူ
စာကလေးကအနိုင်နဲ့ကြီးနေခဲ့ရမလားဒီတခါတော့ငါလှုပ်တင်တာလှုပ်ရမှာပဲဦးနေမင်းဒီကိစ္စမှာသူ့လှုပ်ရက်မှန်တယ်လို့သိချသိတယ်အတိတ်ကဇလန်းလေးတစ်ပုဒ်မှာဦးနေမင်းဆိုတာမြလေးခင်တို့အိမ်ကမွေးစားခဲ့တဲ့မိဘမင်းတရားအသက်အရွယ်ကြီးရောက်လာတဲ့အထိမွေးစားသားဆိုပြီးအတိမပေးခဲ့သလိုမြလေးတွေဟာလည်းတိတ်တိတ်လေးစိတ်ဝင်စားနေရမသိခဲ့ဒေါ်ကြည်ပြူနဲ့ချစ်သူတွေဖြစ်တော့မှသူကမွေးစားသားဆိုတာသိခဲ့သလိုမြလေးတွေကလည်းအသေးတွေကွဲပြီးနိုင်ငံခြားကိုထွက်သွားခဲ့တယ်အခုမြန်မာနိုင်ငံကိုအရောက်ပြန်လာခဲ့တယ်ယောက်ျားဖြစ်သူဆုံးမသွားခဲ့ပြီးတားလေးနဲ့မြန်မာပြည်မှာအခြေချဖို့ဖြစ်လာတယ်ဘာတွေဘလို့ပဲဖြစ်ခဲ့ပါစေသူ့လိုမိဘမဲ့လျုံမေးစားခဲ့ပြီးတားရင်တယောက်လိုဂရုစိုက်ကျင်နာပေးခဲ့ကြတယ်ပညာသင်ပေးခဲ့ကြတယ်ဒီလိုမျိုးမြလေးတွေဒုက္ခရောက်လာချိန်သူ့အပြစ်ခါပြုတ်ဖို့ထိမမိုက်မဲနိုင်ရှစ်အောက်တန်းကြတဲ့အလုပ်တွေလုပ်နေတာကျမရှင်နဲ့ဦးနေပြီကျမကိုချစ်ခဲ့တာအထုအယောင်ပဲဒေါ်ကြည်ပြူစကန်နာထိုးလိုက်တယ်ချစ်လုံးတော့လည်းတဝင်းတိုးတယ်တဝင်းတိုးစိတ်ကြောက်အပိုင်ထိုးခြင်းအနိုင်ကျခြင်းနေဒေါ်ကြည်ပြူပါတစ်ပတ်နေရဲသွားပြီးအသားနာတာထက်ရိုက်ရက်တာကိုမယုံနိုင်သေးပါမင်းသိရက်နဲ့ဆွဆွဲနေရကြည့်ပြူငါတို့ဒီအသက်ရွယ်မှာအိမ်တော်ကိုစီနဲ့မောင်တော်မစိတ်ပဲရိုးသားစွာထားတာအထူးသဖြင့်ကမင်းကိုချစ်တာအဲ့ဒီအချစ်ကိုမစော်ကားနိုင်ကြည့်ပြူကျန်နာရီတီးခံနိုင်မမေငါချစ်ကိုဘယ်တော့မှတန်တရားမဝင်နဲ့မစော်ကားနဲ့ဦးနေမင်းဒေါသတကြီးပြောလိုက်မိတယ်သူချစ်ခဲ့တာသူအတိဆုံးချစ်သူဖြစ်ချင်အောင်စပြီးဒီအချိန်ထိသူမတယောက်တည်းသာတစ္ဆာရှိရှိကျင့်နာခဲ့တယ်ဟာနေသူတွေစိတ်တွေတအားရှုပ်ပြီးမွန်းကျန်နေပြီအဖေနဲ့မေရံဖြစ်တာတော့ပထမဆုံးမြင်ဘူးလားဘသူမှလည်းမှန်တယ်သူဆုံးဖြတ်ခွင့်မရှိတနေ့ရောက်သွားနေလိုက်တာပဲအဆင်ပြေလိုက်မယ်ဒါဘယ်တော့မလို့လဲရံဖြစ်နေတဲ့ကြားနေတာဖြစ်သူဦးနေမင်းလှမ်းပေးလိုက်ပြီမေခေါင်းမဲရမ်းပြပြီးထွက်လာတယ်ရပါတစ်ခုမှသူတယောက်တည်းအရက်တောက်နေဖို့ပဲတွေ့ရင်ဒါလာမင်းဦးဟန်ဒီကြည့်ပြပြောလေည10 နာရီလောက်မှနေသူရဲ့အမေအန်ဒီကြည့်ပြဖုန်းဆက်လာတော့အံ့ဩမိတယ်တားတငယ်ချင်းသူတွေလေမနေ့တည်းကထွက်သွားတာခုထိပြန်မလာသေးဘူးကွယ်အဲ့ဒါကုရှာပေးနိုင်မလားလို့ပါအန်ဒီကူညီတောင်းတာပါကွယ်စိတ်အားပူမိပါတယ်တားရှိမှရံဖြစ်မိတာသူမတို့မိဘတွေအနေနဲ့မှားတယ်ဟုတ်ကဲ့ပါဒီစိတ်မပူနဲ့တော့ကျွန်တော်သွားရှာလိုက်ပါမယ်တငယ်ချင်းအတွက်လာမင်းဦးစိတ်ပူသွားတယ်အေးကျေးဇူးပါပဲကွယ်ဒေါ်ကြည်ပြူဖုန်းချသွားတယ်လာမင်းဦးလေးဦးတာကိုခေါ်ပြီးတော့မြို့နဲ့ပတ်ရှာတယ်ဟာသူတွေလာမင်းဦးထင်ထားတဲ့အတိုင်းပဲအရက်ပါမှမှောက်နေလိမ့်ပြီသူတွေဟေ့အောင်ဟာကွာတော်တော်တောက်ထားပဲလာမင်းဦးအရက်ဖိုးတွေရှင်းပြီးတွဲခေါ်ရတယ်ဆရာသမားကခေါင်းတော်မထောင်နိုင်အောင်မူးနေတယ်ကိုကိုငါချစ်မိနေပြီထင်တယ်ကားပေါ်မှာနေသူတွေကိုထိမ့်ပေးထားတဲ့လာမင်းဦးနေသူတွေရဲ့ကြောင်ကရန်းစကားတွေကြောင့်အံ့ဩသွားတယ်ကိုနဲ့လက်ထပ်မယ်အရန်ချစ်တယ်နေသူတွေထရေမူလို့ကျွဲကူးပေါ်ဆိုသလိုခန်းစားချက်တွေပွင့်ရန်ကြလာတယ်လာမင်းဦးနာကျင်စွာပြုံးမိရင်မင်းချစ်သူမင်းလက်ထပ်ရမယ်သူဖြစ်လာမှာပါကွာစိတ်ထဲကနေတူတူလေးသာပြောမိတယ်ဟာလှလိုက်တာနိုင်ကိုစကားကြောင့်နေသူတွေနဲ့လာမင်းဦးပြုံးလိုက်မိတယ်တကယ်ချင်း၃ယောက်ညနေပဲလမ်းလျှောက်ထွက်လာကြတာဖြစ်ပါတယ်ထောက်ကျအထွက်နာမှာရှုခင်းနေတဲ့အေးချမ်းတာကြောင့်ကော်ဖီဝယ်ပြီးတော့ကားနဲ့ထွက်လာခဲ့ကြတယ်အယူမလေးအော့မနေနဲ့လာမင်းဦးစားလိုက်တဲ့အခါဘာငါ့အယူမလေးဟုတ်လားနိုင်ကိုကစိတ်တူတလို့ပြန်ပြောတော့အေးလေသမင်းစုပ်ဖွားနဲ့မှန်ကြောင်လေးအယူမမှာပူချောက်ပြီလာမင်းဦးခက်တီတီနဲ့ဆက်ဆနေကိုကဒေါသထွက်နေရလေးကချစ်ဖို့ကောင်းတယ်မตาလေးနဲ့သိပြီးမှတ်ကိုကလာမင်းဦးကိုပြေးပြီးတော့လိုက်ဖန်တော့မင်းလူကတော့ကြောခွဲအောင်ချမယ်ဟိကဲကြပါအောင်ပြောအယူမလေးလိုက်နေလို့လာမင်းဦးကစားနောက်ပြီးပြေးလေကိုစိတ်တူတူနဲ့လိုက်လေနေသူတွေကကြည့်ပြီးတော့ရှိနေတယ်ကိုကဒီအချိန်မှာခြေထောက်ခေါက်လဲကျတော့ဟာကိုနေသူတွေချက်ချင်းအနားရောက်သွားပြီးဟေ့ဘာဖြစ်တာလဲလာမင်းဦးလည်းပတ်ပြေးရကနေရောက်လာတယ်ခြေခေါက်လေကနားလိုက်တာဟာဟောတယောက်ကုန်းမှုပြီးတော့ကားနာထိပိုးတော့နိုင်ကိုကရှုံးမဲလေးပြောလိုက်တော့နေသူတွေမင်းကုန်းမှုလိုက်ငါတော့အယူမအောင်ကုန်းမပိုးချင်လာမင်းကပြောင်းဆက်ပြောလိုက်ပြီးမြင်ရှင်ထဲမှာနာကျင်းနေတာကိုယ်တိုင်းပဲတည်လာမင်းနင်းတော့နိုင်ကိုမျက်စောင်းလေးထိုးပြီးပြောရင်နေသူတွေကြောပေါ်ကိုရင်တထိတ်ထိတ်လိုက်ပါနေတယ်နေသူတွေကကြည်နူးတဲ့ခန်းစားချက်တွေနဲ့ဖြည်းဖြည်းသွားဟာလာမင်းကနောက်ကနေအသာရလိုက်လာခဲ့တယ်အချစ်စွာပိုင်ဆိုင်ချမ်းသာဆုံးလို့ချစ်တာသူမသိပါသူမကိုချစ်နေတာဟာချစ်လို့ပဲသူတွေးထားလိုက်တယ်သူမကိုချစ်နေုံလေးသာဟိုမလေးတတိသားနေသူတွေနဲ့တအားချောတာပဲဟဲ့ဝန်ထမ်းကောင်မလေးတွေအချင်းချင်းပြောနေအောင်ကြားလိုက်ရတော့နိုင်ကိုအံ့ဩစွာနဲ့လှမ်းကြည့်တယ်ဟုတ်ပါတယ်နေသူတွေမှနေသူတွေဆက်အနောက်တိုင်းဝစ်စုပ်ပြင်းနဲ့တန်ရခံညားနေမှုကြီးနိုင်ကိုသူမအောင်လိန်ထားတာသိလိုက်တော့ဒီနေ့ဘာမှမပတ်တော့ဆိုဒီကုမ္ပဏီကလေပြောဆက်မှာ
နိုင်ကိုကိုအနာကပ်ပြီးတော့ဘိုက်ခေါင်လေးဆွဲလိုက်တော့အာမဟုတ်ဘူးလေဟာနောက်တော့ရှင်းပြပါမယ်ဟာခုကဧည့်သည်လာတော့မှလေဟာနေသူတွေရဲ့ဘိုက်ကြောဆွဲခံရတော့တုံလိန်သွားရတယ်ဒါကကျွန်တော်သားနေသူတွေပါဦးနေမေဧည့်သည်တွေရောက်တာနဲ့မိတ်ဆက်ပေးလိုက်တဲ့ချိန်သူကရောတကယ်ကြားသားဧည့်သည်တယောက်ကနိုင်ကိုကိုမိလိုက်တော့ကျွန်တော်မျိုးသမီးပါနိုင်ကိုကိုနေသူတွေရခက်တီတီနဲ့ပြောလိုက်တယ်လို့ဘာနိုင်ကိုကိုအတမထွက်ပဲနဲ့စိတ်တူနေရပြီဧည့်သည်တွေရှိနေရကြောင်းပြုံးပြနေရတာလေတလုံးသူတွေနည်းနည်းကတွေးကြပြီပေါ့စိတ်ထဲမှာတော့မှုန်ချိတ်ပြစ်ချင်နေတော့တယ်ဧည့်သည်တွေပြန်သွားတာနဲ့အစည်းအဝေးခန်းထဲတယောက်တည်းကြံနေခဲ့သူတွေဟာနေသူတွေနဲ့နိုင်ကိုကိုပြောစမ်းငါ့ကိုဘာလို့လိန်ခဲ့ရလဲနင်ကမှန်တိုင်းပြောရင်လုံးမမဟုတ်ဘူးလေပြီးတော့နင်အမြန်လှုပ်လို့တလို့ကုမ္ပဏီမှာဆိုတော့စိတ်ချရတယ်လေနေသူတွေနည်းနည်းတော့လန့်နေရတယ်စောနကဘိုက်ကြောဆွဲခံထားတော့ပူထူနေရပဲမလားစောနကနေမျိုးသမီးပါလို့ပြောလိုက်တာရောကိုမျက်မှောင်ကျုပ်ကမေးလိုက်ပုံအောင်ချစ်စရာငါနင့်ကိုချစ်လို့နေသူတွေဒီအချိန်လေးရောက်မှတော့ဖွင့်ပြောလိုက်တော့တယ်ဘာကိုရှက်ရှက်နဲ့အတန်ကောင်អော်ပြစ်လိုက်တယ်ဟုတ်တယ်ငါနင့်ကိုချစ်တယ်ကိုနေသူတွေပြောပြတဲ့ခန်းထဲကနေပြေးထွက်တော့ကိုအကြောင်းသိရလေနေပြန်လာစဲသူတွေဟာနိုင်ကိုရှက်တာလားဘာခံစားချက်ပဲမသိပူထူနေမိတယ်သူတွေနားမှာရှိစိတ်ရှိလက်ရှိထူရိုက်ပြစ်ချင်တာပဲတည်ငယ်မလေးကိုကြောင်းပြန်တက်ဖို့စီစဉ်ထားရတော့လေလာမင်းကညီမလေးမြလေးကိုဆက်တဲ့ပြန်တက်စီခြင်းနဲ့သူဘက်ကဆွမ်းကုန်ဖြည့်ဆည်းပေးမယ်ဟေးတကယ်တော့ကိုကြီးပျော်လိုက်တာညာလေးတကယ်ပျော်မိရေသူမတို့ဘဝဆင်းရဲခဲ့တော့10တန်းတစ်နှစ်မှကြောင်းထွက်ခဲ့ရတယ်ခုတော့ပြန်တက်ခွင့်ရတော့မယ်စာကြိုးစားပြီတော့သမီးငယ်ဒေါ်သူစာပြောလိုက်တဲ့အခါဟုတ်မမေညာလေးတအားပြောတာကြောင့်အကိုလေးလာမင်းကိုလက်ကိုဖတ်ထားရင်းနဲ့ပြောလိုက်တယ်လာမင်းဦးကတော့မိသားစုလေးလိုခံစားချက်ကိုသဘောကျပါတယ်ညီမလေးရဲ့မမရဲ့ဒေါ်လေးရဲ့ဒီလိုပျော်ရွှင်မှုမျိုးကိုသူမခံစားခဲ့ရဘူးပါမောင်လေးမမတင်တဲ့တခုတက်ချင်လို့အဲ့ဒါမမမူရလေးပြောလိုက်တော့ဟာရပါတယ်မမရဲ့တက်ချင်တဲ့တင်တဲ့သားတက်ဒေါ်လေးမမကိုတင်တဲ့တက်ဖို့ငွေထုတ်ပေးလိုက်ပါလာမင်းကနှမျောတုံလို့ခြင်းမရှိသူတို့မိသားစုကိုဖြည့်ဆည်းပေးခြင်းနေဟာဒါမှတုံမောင်လေးကရမ်းချစ်တယ်နော်အာပါမူရလာမင်းဦးရဲ့နဘူးလေးကိုနမ်းလိုက်တယ်မောင်နှမဝန်ခွဲတွေဆိုပြီးမြစိတ်မတန့်တယ်လို့ခံစားရသူကလာမင်းဦးငါနိုင်ငံခြားခီးသွားစရာရှိသေးတယ်နေသူတွေစကားကြောင့်တော့ပေါ့ပြန်မလာလေကောင်းနေပြီနိုင်ကိုခုထိစိတ်မပြေသေးပါတကယ်ကိုအကြောတင်းနေကောင်းပါလေဘယ်နည်းကြာမှမလို့လဲငါတို့ကော်ဖီမုန်ကောင်းကောင်းလေးဝယ်ခဲ့ပြီလာမင်းဦးပြောလိုက်တဲ့အခါနေရလောက်ပါပဲငါ့ကိုလွမ်းပြီးငိုမနေကြနဲ့တော့နေသူတွေပြောင်းဆက်ဆက်ပြောလိုက်တဲ့အခါဟာသူတို့အားလုံးဟာရီလိုက်ကြတော့တယ်တစိမ့်လောက်ရှင်ဒီနားမှာစေးခဲ့ဘယ်နားရှိလဲမသိကျောင်းသူတယောက်လာမေးလာတဲ့အခါဒီနားမှာတော့မရှိဘူးလေစေးကန်ရှိတဲ့နေရာနည်းနည်းလှမ်းသေးတယ်နိုင်ကိုပြန်ပြေးနေကဲခတ်လိုက်တယ်နေရာကျောင်းလာတက်တဲ့ပထမနေ့လေးဖြစ်လိမ့်မယ်ဝေစားပုံကရိုးလေးဖြစ်တယ်လို့ဝေဒနာတစ်ခုကိုအသေးအံခံစားနေရပြီပေါ့ကျေးဇူးပြုပြီးတော့ကုညီပေးနိုင်ကြမလားကျမပိုက်တွေတအားအောင်နေလို့ပါကောင်မလေးကတနာစရာကောင်းလောက်အောင်ဖြစ်နေတော့သူတွေကားယူခဲ့ဟာလာမရောလိုက်ခဲ့စီကန်းသွားရအောင်နိုင်ကိုကကောင်မလေးကိုတွဲထားရင်းပြောလိုက်တော့အကောင်အမြန်ထပြီးတော့ကားနဲ့ထွက်လာတယ်ကောင်မလေးကလမ်းပေါ်နေတတိလက်သွားပြီစီကန်းရောက်တာနဲ့ချက်ချင်းကူးသားမွေလောက်တာကိုထိုင်ဆောက်ပေးလိုက်တယ်ကြားသိငွေအားလုံးနေသူတွေငါးပဲထုတ်ရှင်းပေးတယ်လူနာတတိရလာပါပြီဒီလိုနဲ့နင်တို့နေခဲ့ကြအောင်ငါသွားကြည့်လာတော့မယ်နေသူတွေတို့ကိုထားခဲ့ပြီးတော့မင်းကလေးချင်းမိတာပို့အဆင်ပြေလိုက်မယ်ဒီမလေးတက်တာပြီလားဘလို့ဖြစ်တာလဲအနားမှာကဲရင်မိလိုက်တော့မမရဲ့ဒီမလေးဖြစ်ကစိုးပါတယ်ဒီမလေးမှာချစ်သူရှိတယ်ဟိုတနေ့ကညီမလေးကိုအတူနေဖို့ပြောတော့လက်ခံလိုက်မိတယ်ခုရက်ပိုင်းကျတော့ညီမလေးကိုဆက်သွယ်ပြီးဖြတ်သွားတယ်ညီမလေးလည်းညအိတ်ဆေးတွေအများကြီးတောက်လိုက်ပြီးမနေ့ကျတော့စိတ်နဲ့လူနဲ့မကတ်တလို့မပေါင်းနဲ့တွေ့လို့အကန်ကောင်းသွားတာပါဒီကောင်မလေးစကားတွေကနည်းနည်းလေးပြောတာဖြစ်ပေမဲ့နားလေခံစားလို့ရတယ်မိုင်းလိုက်တာညီမလေးရဲ့ချစ်သူရွေးခဲ့ရပဲကိုဘွားတော့အရှုံးမပေးပါနဲ့ညီမလေးဘွားကိုကောင်းကောင်းတက်ပိုးထားတော့မိဘတွေကိုလည်းတတိယနိုင်ကိုတနာကျင်တာစွာနဲ့တိတ်ပေးခဲ့တယ်ဟုတ်ကဲ့မမလေးတော့နားရနေပါပြီအေးစေးနားလိုက်အောင်နော်လမ်းပြန်မှာမတို့ထွက်လာခဲ့ပဲဟုတ်ပြီလားနိုင်ကိုနှုတ်ဆက်ကသာထွက်လာခဲ့တော့တယ်ဒေါ်လီကျွန်တော်ရောက်လာပြီဗျာလာမင်းတို့ဒီနေ့တော့နေသူတွေနဲ့အိမ်ကိုထမင်းစားထွက်လာခဲ့ခြင်းတားလာမင်းလာဝင်ခဲ့လေကွယ်ဒေါ်ကြည်ပြောလာမင်းဦးလေးကိုအိမ်ထဲခေါ်တယ်မိဘမဲ့ကလေးလေးမလို့ငယ်စဉ်တည်းကနေပြုစုဆောက်ရှောက်ခဲ့တာသားသမီးအရှင်လိုပဲဟုတ်ထော်နေဒေါ်လီနေသူတွေရောဘယ်သွားလဲမင်းတကယ်ချင်းအောင်အိယာမထားသေးဘူးတော့တတိယလေးရင်စိုက်တာနောက်ကြရလေ
ဒေါ်ကြည်ပြူမင်းညမှာနိုင်ငံခြားပြန်ရောက်လာတဲ့တားဖြစ်သူအိမ်ရောက်အိယာကမနှိုးရသည်စောစောစီကွာဘာလာလောက်ကြလဲဟေ့နေသူတွေအိမ်မုံစုံကနေထလာပြီးထမင်းလာစားတာငါ့ဘပါလက်ဆောင်ပါလေဘာမပေါ့ဟေ့ထမင်းစားမှဖြစ်စားမယုံဟေ့ငါတက်ကြည့်မယ်လာမေးအိမ်မုံကိုပြေးတက်သွားတော့ဟာဟေ့မဆိုင်နိုင်မထိနဲ့နော်နေသူတွေနောက်ကနေပြေးလိုက်သွားတော့တယ်ဟမ်ဒီကလေးရောလေဒေါ်ကြည်ပြူကသဘောကျစွာနဲ့ရီးချက်နေခဲ့တယ်ဟာဒီဘူးလေးကလှလိုက်တာလာမေးဦးလက်ဆောင်ပစ္စည်းတွေကိုမိန်တောက်နေတယ်ဟာဟေ့အဲ့ဒါမရအောင်နော်နေသူတွေအမြန်လူပေမဲ့မရဘာမှမလို့လဲကွပြစမ်းဟိုလှလိုက်တဲ့လက်စွပ်လေးတလက်လက်တောက်ပါနေတဲ့လက်စွပ်လေးကိုသဘောကျသွားတယ်မလုပ်ပါနဲ့ကွာဒါလေးကကိုကိုချစ်ခွင့်ပန်ဖို့ကွာနေသူတွေကြည်နူးစွာနဲ့ပြောလိုက်တော့အေးပါကွာရေချိုးပြီးအောက်ဆင်ခဲ့ငါတော့ထမင်းစားချင်ပြီလာမေဦးတရားဟန်ဆောင်ပြုတ်ပြီးအောက်ကိုသာပြေးဆင်းလာတယ်โอเคနေသူတွေကတော့ကြည်နူးစိတ်တွေနဲ့ပေါ့တတရှေ့ပေးဟာကွာနိုင်ကိုကဘောလုံးကန်နေတဲ့သူ့အတန်းကြီးကြားနေရတယ်ကိုကိုရေကိုကိုနေသူတွေလမ်းអော်လိုက်တော့ဘာလဲလို့ဒီမှာရှုံးနေရကြတယ်ညနာမဲမဲလေးနဲ့ပြန်អော်လာတယ်ဟာကွာဒီကလေးပါလေးရတော့နေသူတွေကဖီးအောင်သွားရတဲ့ထိသူကတော့ချစ်ခွေပံမှုတေချာပြင်ဆင်ပြီးတက်တက်ရရလာခဲ့တာအဲ့ဒီကလေးမှရှုံးမတွေကြားတဲ့ဘောလုံးကန်နေရတယ်လေဘာလဲလို့ပြောကိုကိုခဏရက်ပြီးမေးလိုက်တော့ဟာကွာမထူးတော့ပါဘူးနေသူတွေစိတ်ထဲကတွေ့ပြီးတော့ချက်ချင်းဒူးထောက်သွားကကိုမင်းကိုချစ်တယ်ကိုချစ်ကိုလက်ခံပြီးပါတော့နေသူတွေလက်စုပ်ဘူးလေးကိုထုတ်ပြီးပြောလိုက်တယ်ဟဲနိုင်ကိုကိုခိတခဏအမြင့်တက်သွားပြီးဒီလိုလုပ်မယ်လို့မျှော်နေမထားပါတူတူစော့တဲ့ကလေးတွေဟာမျက်လုံးပြူးသားလေးနဲ့ငေးနေကြတယ်ကျေးဇူးပြုပြီးတော့ကိုချစ်ကိုလက်ခံပြီးပါတော့နေသူတွေမျက်နှာစိတ်တွေနဲ့ကြည်နူးစွာပြောလိုက်တယ်နိုင်ကိုကိုရှက်ရှက်နဲ့လက်ခံလိုက်တော့ကလေးလေးတွေဟာပျော်ရွှင်စွာနဲ့ထအောင်ကြတယ်ကျေးဇူးပါကောင်းပါလိရဲ့နေသူတွေဟာဝမ်းသာအားရနဲ့ထဖတ်ဖြစ်တော့တယ်ဟာလူတွေရှိတယ်လေနိုင်ကိုကိုရဲ့ရှက်တဲ့တဲ့တရားပတ်ဝန်းကျင်တစ်ခုလုံးမှာချုပ်မြိန်သွားစေဟမ်မမူရဘလို့ဖြစ်လို့ကျွန်တော်ခန်းထဲဝင်လာတာလာမင်းသူခန်းထဲမှာလက်တော့သုံးနေရင်ထမင်းရင်ရှားနေဝင်လာတဲ့အမမူရကြောင့်အံ့ဩသွားတယ်အောက်ကရေချိုကန်ရှိမလားလို့အဲ့ဒါမောင်လေးခန်းထဲကရေချိုကန်သုံးချင်လို့လေဘာလို့လဲမရအောင်လားယင်မူရဟာမျက်နှာကလေးနဲ့ပြောလိုက်တော့ရတော့ရပါတယ်ကျွန်တော်ပြင်ထွက်ပြီမယ်လေသုံးပါလာမင်းကကိုလေးကတအားအားနာတတဲ့သူမို့ရင်းရမှာမကောင်းသူ့ရဲ့မျက်နှာကိုကြည့်နေရတဲ့သူတွေမလို့သူ့ဘက်ကခက်မမမနေနိုင်ရက်ပါဒါဆိုမရေချိုးလိုက်အောင်မယ်ခဏလေးပါပဲမူရဟာကောက်ချက်တဲ့ပြုံးနေတယ်ဟုတ်အေးစိတ်ချိုးပါလာမင်းကခက်ပြင်ကိုထွက်လာတယ်ဒီနေ့ကျမှအင်းရလူတွေဟာဘယ်ရောက်နေလဲမသိတိတ်ဆိတ်နေတယ်မောင်လေးလာပြီးလာကူပါဦးမူရဟန်ဆောင်လဲလိုက်ပြီးတော့လာမင်းဦးကိုအဟိကူညီတောင်းနေဟုတ်မလာပြီးဘာဖြစ်တာလဲလာမင်းဦးဆိုရင်တကြီးနဲ့ပြေးထူတော့ချော်လဲတာခြေထောက်ကတအားနာပဲအမလီမူရဟာလာမင်းရဲ့ပကုံးလေးကိုဖတ်ပြီးတော့အဲ့ရပုံလဲချလိုက်တဲ့ချိန်ဟမ်ဒါကဘလို့ဖြစ်နေကြလဲဒေါ်လေးသူစားနဲ့ရက်ွက်လူကြီးတချို့လာမင်းတီးလိုက်တာအင်မတန်ပြီးတည်တတ်တဲ့ထောက်ချောက်တခုဒါပေမဲ့နောက်ကျသွားခဲ့သမီးကြီးကိုလက်ထပ်ပါမောင်းလာမင်းဦးအန်တီတို့အဆက်တွေကိုငဲ့ညာပါဒေါ်သူစားစကားလှလှနဲ့ပိုင်ချုပ်တယ်လို့မိရဲ့မူရဝဲတဲ့တကြီးနဲ့ငိုပြနေတယ်လာမင်းဦးခေါင်းထဲမှာပူထူနေတယ်ဘာမှလည်းစဉ်းစားလို့မရသလိုလျှက်တစ်ပြက်ဓာတ်နဲ့အထိုးခံလိုက်ရတာဘဝတစ်ခုလုံးပြက်လူနေပါဟုတ်ပါတယ်လူလေးဒီလိုတွေဖြစ်ပြတ်သွားပြီးမှတာဝန်ယူပါခွေရက်ွက်တွေကလူကြီးတွေဟာမမောလောက်အောင်ကြော့ငွေရမယ်လို့သိထားတော့စွတ်ပြောနေကြတယ်တောင်းလာမယ်ဒေါ်တရားနဲ့ဦးနေပြီးရုတ်တရက်ရောက်လာတယ်လာမင်းဦးအိမ်ကဦးတာလာပြောတာကြောင့်ချက်ချင်းထပြေးလာခဲ့တာအန်တီဦးလေးတာဘာမလို့ရပါဘူးဗျာလာမင်းဦးကမြန်အားကိုးရာဖြစ်လာသလိုဒေါ်သူစာတို့အတွက်တော့အန်တီဖြစ်တယ်ဦးနေမင်းဆိုရှော့တက်လို့မရတဲ့စီးပွားရေးသမားစိတ်အေးထားပါဘလို့ဖြစ်ကြလဲကျွန်တော်ကုန်တောင်းယူပါမယ်ဦးနေမင်းကစကားလှလှနဲ့လမ်းခင်ပြီးတော့ကျမသမီးနဲ့မောင်လာမင်းဦးတို့အိတ်ခမ်းထဲမှာအိုးမပြောရတော့ပါဘူးရှင်ဒီလိုဖြစ်လာလိမ့်မယ်လို့မထင်မိပါဘူးဒေါ်သူစာစကားကိုဝေးလေကြောင်မှပြောလိုက်တယ်ဟုတ်ပါပြီကျွန်တော်နားလိုက်ပါပြီအခုအမကြီးတို့ဘက်ကဘလို့ဖြစ်စေချင်တာလဲဦးနေမင်းစကားကြောင့်အိုးလက်ချက်မှာဖြစ်မှာပေါ့ရှင်အကုန်သိနေကြပြီပဲဒီကလူကြီးတက်တည်ရှိပါတယ်ဒေါ်သူစာအပိုင်ပြောလိုက်တယ်ဟုတ်ပါရဲ့ဦးနေမင်းကျွန်တော်တို့မျက်မြင်ကိုတွေ့ပါရက်ွက်လူကြီးတွေကပါထောက်ခံလာတယ်ဒီကလူကြီးမင်းတွေကဘလို့ပဲကြောက်နေအလိုကျူးဖြစ်နေအောင်မြင်ခဲ့ရလားဦးနေမင်းကကြောက်ပိတ်ပြီးတော့ဒါတော့ဟိုဗျာရက်ွက်လူကြီးတွေအတီးကြောင့်မဖြစ်ရင်နိုင်ရင်ငွေရမှာမှန်ပေမဲ့ရှုံးရည်ထောင်နှန်းဆန်မဲ့အခြေအနေ
မာကြီးပြောသလိုလက်ထပ်မပေးနိုင်ပါဘူးမကြေနဲ့တရားဆွဲပါကျွန်တော်တို့ရင်ဆိုင်ပါပြီဦးနေမြင့်ပြက်တသားပြောလိုက်တော့ဟာအကောင်လုံးကအံ့ဩကုန်ပြီးမျောလီမထားတဲ့စကားဒီဖြစ်ရအတွက်ရော်ချင်းငွေ350ပေးပြီကြေနဲ့ယူပါမကြေနဲ့တော့တရားဆွဲပါဦးနေမြင့်က350နဲ့ဒီမိသားစုအိမ်မောအနေချဖို့ဆုံးဖြတ်တယ်မဟုတ်ရင်ငွေပိုကုန်ပြီးတော့အဲ့ဒီပိုများလာမှတွေးမိတယ်ရှင်မဆိုင်နိုင်ဝင်ပါခဲ့အောင်မှတ်ထားပါရော်ချင်းငွေယူပြီးတော့ကြေအေးပြလိုက်မယ်ဒေါ်သူစားကတောင်စားခွက်ပြောင်ဖြစ်နေပြီသူမပြောင်းလဲထားတာလာပြီးဥရဲ့စီးစိမ်အားလုံးဆိုပြီး350နဲ့သာကြေနဲ့လိုက်ရတယ်အိမ်မော်လေးဆင်းရအောင်ပဲတရားဆွဲဖို့အထိလည်းမရေးပါလုံးချဖန်တီးထားတဲ့အမှုဖြစ်နေရမလားအားလုံးထုတ်ပိုးတွေယူပြီးအိမ်မော်ကဆင်းဖို့ပြင်နေတဲ့အချိန်ကိုကြီးမောင်လေးကြောခဲ့ပြီနော်ညာလေးဟာအမေတို့လိုရဲ့ကြောင့်ကျေးဇူးရှင်ကိုပြမပြေးခဲ့ပြီးမို့မျက်ရည်တွေကျပြီးရှစ်ကိုကြောတောင်းမယ်နေကိုကြီးခွင့်လို့ပါရင်ညီမလေးရေမငိုနဲ့ရောနော်ညီမလေးလိုရရင်တော့မို့330အဒီတို့မသိစေနဲ့တိတ်ထားနော်လာမေးဦးစိတ်ထားမှန်နေညီမလေးကိုရောပြီးအပြစ်မတင်ရပါမယူပြစေနဲ့ကိုကြီးရေညီမလေးတို့အပြစ်တွေကိုခွင့်လို့ပေးဖို့ပဲတောင်းဆိုတာလုံလပါပြီညာလေးဝမ်းနဲ့တကြီးငိုမိတယ်သမီးလေးမငိုရအောင်လူကြီးမသိလို့မှားတာ哦ကိုယ်တိုင်လိုက်မမှားပြီစေနဲ့မိသားစုဖြစ်ပေမဲ့ကိုယ်စိတ်ထားကိုယ်တိုင်မွေးကိုယ်တိုင်စူးစမ်းရမယ်နော်မိသားစုလည်းအပြစ်မတင်နဲ့အကျင့်စိတ်ထားမတူစေနဲ့ဟုတ်ပြီလားဦးနေမြင့်ကဒီကလေးမလေးကိုဆုံးမစကားပြောတော့ဟုတ်ကဲ့ကိုကြီးကျမကျူးဆိုင်တော့ညာလေးမျက်နှာတံမိုးထားခြင်းများစွာနဲ့ရိုသေကြော့လိုက်တယ်ဟုတ်ပါပြီညီမလေးနဲ့စာကြိုးစားတော့ဘာကူညီပဲလို့ကိုကြီးစီကိုလာခဲ့ကျေးဇူးဆက်ခြင်းပညာတတ်ကြီးဖြစ်အောင်လို့လာမေးဦး330နဲ့ဗန်းစာကိုအသေးလေးကိုပေးလိုက်တယ်ဟုတ်ကိုကြီးညီမလေးတနေ့ကိုကြီးပြင်စတဲ့ပုံစံနဲ့ပြန်လာခဲ့ပါမယ်ညာလေးကလေးပေးလိုက်တော့တယ်နေသူတွေရုံခဲ့တဲ့ကနေကိုကိုကိုလမ်းခေါ်လိုက်တော့နိုင်ကိုဘာလဲဆိုတဲ့အဓိပ္ပာယ်နဲ့မေးဆက်ပြလာတယ်ခဏလောက်နေသူတွေမျက်နှာလေးမြင်ပြီးတော့တနာဆွဲခေါ်လိုက်ရတယ်ချစ်သူဖြစ်တဲ့ဒီထိမဖက်ရမနှမ်းရသေးဆီယာမာလေးကရှောင်းမှန်နေတတ်တယ်မအောင်ကိုဒီမှာ report တင်ဖို့လုပ်ရမယ်ကိုကပြောင်းစီးစီးနဲ့ပြန်ဖြစ်တယ်လူအတွေးကျင်တိုင်းချက်ဖန်လုပ်နေရဲ့မောင်လူဆိုးလေးနေသူတွေကအကျိတ်ထောက်အောင်လိုက်တော့ဝန်ထမ်းတွေအားလုံးမျက်လုံးပြူသားတွေလှမ်းကြည့်ကုန်တယ်အာလာပြီကိုလုပ်တယ်ခဏထားပြီးတော့အမြန်ထလာရတယ်ဘာလေးပြောနိုင်ကိုရုံခင်းနေရောက်တာနဲ့နှက်ခဲလေးဆူပြီးပြောလိုက်တော့နေသူတွေဘာမှမပြောဘဲကိုရဲ့မျက်နှာနာတဖြည်းဖြည်းကတ်လာတယ်ကိုကနောက်ဆုတ်ရင်းနဲ့နေရန်ကိုကြောပြီးပြီးတော့သူတွေအဲ့လိုမလုပ်နဲ့လေနိုင်ကိုရှက်တန်တူတူလေးနဲ့ပြောလိုက်တယ်ချစ်သူတွေဖြစ်နေအောင်သူတွေလို့ခေါ်ဟောမှာလားပြောကောနေသူတွေခက်တီတီပြောလိုက်တော့မခေါ်ပါဘူးဒီတိုင်းပဲခေါ်မယ်နိုင်ကိုကကန်လန်တိုက်တော့အေးနော်မခေါ်ရင်နေသူတွေရဲ့နှကန်းလေးနားကပ်လိုက်တော့ဟာခေါ်မယ်မနိုင်ကိုကအမြန်ခေါ်လိုက်တော့တယ်ချစ်လိုက်တာကောင်းမလေးရေနေသူတွေဟာနှကန်းလေးတစ်စုံအချစ်နှန်းတွေပွင့်ချလာစီတယ်နှစ်ဦးသားရဲ့အနှန်းတွေဟာလွင်မျောနေပြီးတော့တယ်တားရီဒီမှာလာမင်းအိမ်လာလေကွယ်ဒေါ်ချီဖြူသားနေသူတွေခေါ်လိုက်တော့ဟုတ်လာပြီမေပြန်ပြေးနဲ့အဝယ်စားပြန်လိုက်ပြီးအိမ်ပေါ်ကနေဆင်းလာတယ်အတီတို့လာနှုတ်ဆက်တာပါဘလို့ခွေဟေ့မင်းကဘဲတော့မလို့လဲငါနေသားလန်ကိုသွားနေမလို့လာမင်းကိုအတိမိတ်ဆွေရှိတဲ့နေသားလန်နိုင်ငံမှာစိတ်ပြက်လက်ပြောက်သွားနေဖို့စဉ်းစားထားတယ်အကြိုင်းနေမှာလားကလေးဟိုမှာနေဖို့အဆင်ပြေရဲ့လားဒေါ်ချီဖြူတယောက်စိတ်ပူစွာမေးမိတယ်ဟုတ်အကုန်စီစဉ်ပြီးပါပြီအန်တီဟိုမှာတိခွာပဲသူတွေတနာနဲ့စိုက်နေချိတ်ဆက်ဖို့ပေါ့ပျော်တလောက်နေဖို့တွေးထားရဲ့အန်တီလာမင်းတို့ဒီနိုင်ငံနေခဏခဏထွက်သွားခြင်းနေစိတ်တွေဟာမုန်းချက်ပြီးလေးလံနေတယ်ငါတို့မင်္ဂလာဝဲကြရင်တော့ပြန်လာခဲ့တော့ဟေ့နေသူတွေပြောလိုက်တော့အေးပါပြန်လာခဲ့မှာပေါ့လာမင်းကပြောရင်းနဲ့ပြန်ပြောပြီးရှင်ထဲမှာစိတ်ကနေနာကျင်သွားတယ်ဟဲ့တာဒါကကောင်းမလေးရှိနေတာမမေကိုလည်းမပြောပါလားဒေါ်ကြီးပြူမျက်လုံးပြူသားနေပြောလိုက်တော့လာမင်းဦးနဲ့နေသူတွေပြိုင်တူရှိပြီးတော့တယ်သမီးကိုရေဟိုမှာတတလေးဟာဘာဖြစ်တယ်မသိဘူးသွားကြည့်လိုက်ပါဒေါခင်တရားအင်းရှိထွက်ခြင်းနဲ့အလုပ်သွားဖို့ပြင်းနေနိုင်ကိုအော်ပြောလိုက်တော့ဘာဖြစ်တာပါလဲထမင်းချိုင်းနဲ့ပစိန်ကိုချပြီးတော့တတတို့အိမ်ဘက်ကိုပြေးထွက်လာတယ်တတသမီးလေးတတရဲ့အမေဟာငွေနဲ့တတိလက်နေတဲ့သမီးကိုပွေဖိုင်နေခေါ်နေတယ်တတဘလို့ဖြစ်တာလဲထမင်းဆိုင်နဲ့ဗိုက်တွေတအားအောင်လို့ညင်းနေတဲ့တတိလက်သွားပဲဆရာမရေဟာစိတ်ရုံမြန်ပို့မှရမယ်လေဦးလေးကားအမြန်သွားခေါ်လိုက်အနေခဏပွေထားနော်ကိုပြန်လာခဲ့ပြီနိုင်ကိုတရားမြန်ပြန်ပြေးလာပြီးပတ်ဆိုင်လာယူတယ်သမီးဘာဖြစ်တာလဲအစာရင်ဖြစ်မယ်မေစိတ်ရုံမြန်တင်ရမယ်သမီးလိုက်သွားလိုက်အောင်မေဖះဘာမှမဖြစ်ပါစေနဲ့ဒေါခင်တရားဆူတောင်းမိတယ်
တသားဆိုရဲ့ကလေးမလေးကတွေ့မှအမြဲပြောနေတဲ့ကိုကိုစာတင်ပေးရဲ့ကလေးတွေတရားဆေးရုံရောက်တာနဲ့ခွဲစိတ်ခံတန်းဝင်ရတယ်အဆိုင်ယောဂါခွဲစိတ်ခံပြေပတ်မှာတော့နိုင်ကိုကိုနဲ့တသားရဲ့မိဘနှစ်ပါးဟာစိတ်ပူစွာစောင့်နေတယ်ဆရာကျမတို့သမီးလေးချင်းနေခွဲစိတ်ခံရထွက်လာတဲ့ဆရာဝန်ကြီးကိုပြီးတော့စိတ်ပူစရာမလိုတော့ပါဘူးခဏနေတတိရလာတော့မှာဆရာဝန်ရဲ့စကားကြတော့မှအကုန်တက်ပြင်းချနိုင်တယ်နိုင်ကိုကိုခုမှပဲတက်ကိုဘဝရှုနိုင်တော့တယ်ဆေးဖို့ရရှင်းပြလို့ရပြီဆေးရုံမှာ3ရက်နေရပါမယ်ခန်းရွှေ့ပေးပါရှင်နတ်စမလေးပြောလာတော့တသားရဲ့မိဘနှစ်ပါးငွေရှင်းကောင်တောင်လိုက်သွားတယ်ကိုကိုဖုန်းလေးကတန်ပိတ်ထားတာကြောင့်တတိတိနဲ့တုံပြီးအောင်ဝင်လာတယ်ကြည်လိုက်တော့ချစ်ရတယ်မောင်ဟယ်လိုမောင်ကိုကိုဖုန်းဖြေလိုက်တော့ကိုဒီနေ့ဘာလို့အလုပ်မလာလဲနေမကောင်းလို့လားယင်ဆေးရုံရောက်နေလို့မောင်ရင်ဘာဖြစ်တာလဲကိုဘယ်ဆေးရုံလဲနေသူတွေတအားစိတ်ပူမိသွားတယ်အဲ့ဒီဆေးရုံမှာကိုဘာမှမဖြစ်ဘူးမလေးတသားဆိုင်ဖြစ်လို့သူပြောလိုက်တော့မှတော့ပါသေးရဲ့ဂယူးဆိုင်တော့ကိုဒီနေ့အလုပ်မလာနေတော့ခွင့်ယူလိုက်ဟုတ်ပြီလားဟုတ်မောင်ဒါဆိုရင်ခွင့်တင်ပြီနော်ကိုစကားကြောင့်မောင်က MD လေဘသူ့ကိုထပ်ပြီးခွင့်တင်ပေးရအောင်ပါလေနေသူတွေညီကျင်သွားပြီဟုတ်သားပဲကိုပါရှက်ပြေးလိုက်ရှိမိတော့တယ်ကိုညီမလေးတသားမေးလန်းခေါ်နေမောင်ဒါပဲနော်ကိုခေါ်နေလို့အမောင်တို့ဆေးရုံမှာမတက်တော့ခွေအိမ်မှာပဲရအောင်ကူမယ်မဖြစ်ပါဘူးမရဲ့ဘာလို့လဲအသေးတန်ချင်းဆန်လိုက်တယ်ခလေးရဲ့ကျမကြီးကပေါ့လို့မဖြစ်ဘူးမတို့မှငွေအခက်ခဲရပြီမပြောနေရမမကိုစိုက်ပေးမယ်တတလေးကိုဒီမှာပဲစိတ်ချရတဲ့ဒီကုကြမယ်ဒီမှာ9သိန်းလောက်ရလာရင်အသိယူလာတဲ့ငွေ9သိန်းကိုထုတ်ပြီးတော့လောက်ပါရင်ကွယ်ခြေဆုတင်လိုက်တာတတမိဘတွေဟာကိုယ့်ရဲ့တမီးရှင်လို့ဖြစ်တယ်လို့ဘယ်ကုချေပါမလဲစင်းရဲသားဘွားတွေဆိုတာမြစ်တာလွယ်ပြီးဘာမှမပေးနိုင်တဲ့ဘွားရှားပါတယ်မလေးတတကိုသွားကြည့်လိုက်အောင်မယ်နော်နိုင်ကိုတတခဲနဲ့ဝင်လာခဲ့တယ်ကိုဝင်ခဲ့လေလာမေးကိုဦးတာကားပေးလိုက်ပြီးတော့သွားခေါ်ခိုင်းလိုက်တာဖြစ်တယ်အယူဖုန်းလေးပါလိမ့်မဆက်ဘူးဘာရေးကြည့်လို့ခေါ်ခိုင်းလိုက်တာငါနိုင်ငံသားသွားနေမလို့နေနှုတ်ဆက်ချင်လို့ခေါ်ခိုင်းလိုက်တာလာမေးဦးစီကမမျော်လင့်ထားတဲ့စကားကြားရတဲ့အခါလာလေလင်ကပန်းချံမရောက်ဘူးမလားငါလိုက်ပြမယ်နာကျင်ရဲ့စိတ်ကိုမျိုးသိမ်းနေအပေါ်ထက်ကိုဦးဆောင်ခေါ်သွားတယ်နင်ပါလို့နိုင်ကိုစကားကိုပြီးအကြောင်းရှိလို့ပေါ့ဟာငါတည်တော့မှမဟုတ်တာအလောက်ဝမ်းနေမနေနဲ့မျက်ရည်ဝဲနေတဲ့ကိုသူတနာပါတယ်အချိုင်းမနေခဲ့နဲ့နော်ကိုကပန်းပွင့်နေအကျွေတချို့ကိုကောင်းရင်းနဲ့ပြောလိုက်တယ်အလိုလိုစီးကြလာရဲ့မျက်ရည်တွေလာမင်းကိုမသိအောင်ခိုးတုပ်တယ်အေးပါနင်ကြိုက်တဲ့ပန်းတွေခုလေနောက်လေလာခုပါအိမ်မှာဦးတာမြဲရှိနေမှာလာမင်းကညှိုးနှွမ်းနေတဲ့ပန်းပင်လေးကိုတေးချောင်းပွေယူပြီးပန်းအသက်ထဲကိုထည့်လိုက်တယ်အဲ့ပြန်တေးနေပြီမှလားကိုဖြောလိုက်တဲ့အခါဦးရင်မိုးတယောက်တော့မသေးသေးဘူးဟာဒီပင်လေးကနေဘူးတဲ့တန်းခံလို့နှွမ်းနေတာတေချာပြုစုလိုက်ရမ်းလာတဲ့ပင်လေးဖြစ်လာမှာလာမင်းဦးရဲ့စကားတွေကလေးနံလွန်လာတယ်ငါဘာလို့ငိုချင်တယ်လဲမသိဘူးကငိုတန်ပိုင်းနဲ့ပြောလိုက်တော့အယူမလေးငိုမချနိုင်တော့ငါကနေကိုနှုတ်ဆက်တဲ့အနေနဲ့နမ်းချင်တယ်လာမင်းကိုခွင်တောင်းလိုက်တော့ဝမ်းနဲ့စိတ်ထိမရပဲငိုချလာတယ်ငိုပါနဲ့ဟာကိုရဲ့နဘူးလေးကိုကျင်းအောင်စွာနမ်းလိုက်ပြီလေဖြူစင်တဲ့စိတ်နဲ့နှုတ်ဆက်နမ်းလေးပါဘဝတွေကဖြစ်ချင်တာဖြစ်ခွင့်မရှိတဲ့ကံတရားတွေနဲ့တာစရဂယူးဆိုင်ပါတငယ်ချင်းနေသူရဲ့ပကုံးကိုဖက်ကနှုတ်ဆက်သလိုအေးပါမင်းတို့လည်းဂယူးဆိုင်မင်းတို့မင်္ဂလာဆောင်တဲ့အခါငါပြန်လာခဲ့ပြီလေလာမင်းဦးဒီနေ့နေသားလန်နိုင်ငံကိုသွားတော့မှမို့နေသူတွေနဲ့နိုင်ကိုတို့လိုက်ပို့ပြီးတော့နှုတ်ဆက်နေတယ်အေးပါဟာကတော့ငိုတန်လေးနဲ့ပြောလိုက်တဲ့အခါဟေးငိုမနေနဲ့အောင်ငါတည်သွားမှာမဟုတ်ဘူးလာမေးဦးပြုံးလေးပြောလိုက်တော့အကောင်လုံးဟာပြုံးပြီးသွားကြတယ်။လင်းတက်တော့မင်းဘိုင်လာမေးဦးကလင်းပေါ်တက်သွားတဲ့အထိငေးကြည့်နေလိုက်ကြတယ်။ခွဲခွာသွားတဲ့သူထက်ကြံနေခဲ့ရသူဟာပုံပြီးတော့နာကျင်မိတယ်လို့မနိုကော်ဖီတောက်ရအောင်လေ။နေသူရဲ့ချစ်သူရဲ့လက်လေးကိုကိုင်ပြီးပြောလိုက်တဲ့အခါဟုတ်ကမငင်းတော့ဘဲနဲ့လိုက်လာတယ်။လာမေးဦးမရှိတော့ဘူးဆိုရင်တရားအထီးချန်နေတယ်လို့ဒါပေမဲ့ချစ်ရတဲ့မောင်ကိုပေးထားပြီးတော့သူမတခြားအောင်စိတ်ရောက်နေရမဖြစ်တဲ့မှာလေ။အသေးစိတ်ကိုစိတ်ထိန်နေပြီမောင်ရဲ့လက်လေးကိုသာတွဲထားမိတယ်။ဘာတော့မလဲကော်ဖီခါလေးပဲမှာပြီးမောင်ရဲ့စိတ်ထဲမှာပေါ်လာတဲ့အရာတိုင်းမှာခိုင်းလိုက်တယ်။သူမအနေနဲ့ကော်ဖီခါတစ်ခါမှမတောက်ဘူးပါ။ဘယ်တော့ကော်ဖီခါတွေတောက်တတ်သွားလဲဗျ။နေသူရန်အောင်တလို့လေးမေးလိုက်တော့မှမသိဘူးလေခုတောက်ချင်လာလို့ပြောင်းဆက်လေးပြောလိုက်တဲ့အခါဟုတ်ပါပြီဗျာ။နေသူရန်အသေးရမိတယ်
ချေရသူလေးရဲ့ပြုမှုမှန်သမျှဟာကျင်နာမျက်နှာမှုတွေတိုးလာစေတယ်။မောင်ကိုကိုတို့ချစ်သူဖြစ်တာမောင်မိပါရင်သိပြီလားယင်။ကိုကိုအတွေးပေါ်လာတာမေးလိုက်တဲ့အခါမပြောရသေးဘူး။ဒါမဲ့စိတ်ချပါမောင်ဖေနဲ့မေကကိုကိုလေးနဲ့ဆိုရင်သဘောတူမှာစိတ်ချ။မောင်လက်ထပ်ဖို့တောင်အတိပေးမလို့စဉ်းစားထားတယ်။နေသူရင်ချေရသူမျက်နှာလေးငေးကပြောလိုက်တော့ဟာမောင်ကလည်းစောရှိသေးတာ။ကိုကိုရှာစိတ်ကြောင့်မျက်နှာနီးနီးလေးနဲ့ပြောလိုက်တဲ့အခါစောတော်ဘူးကိုကိုရဲ့မောင်ချစ်သူလေးကိုစိတ်မချအောင်ကွာမြန်ဆုံးပိုင်ဆိုင်ချင်ပြီနေသူတွေကိုကိုရဲ့ပါလီကိုဖဲကပြောလိုက်တော့တယ်ဟောလူလေးရောက်လာပြီလားအန်ဒီတော်မေစီကနှုတ်ဆက်လိုက်တဲ့အခါဟောအန်ဒီနေကောင်းလားဗျာလာမေးဦးဟာနေသားနဲ့ရောက်ချင်းဦးလေးဖုံးမြင်လာချိုပြီးလို့အိမ်ထိရောက်လာပြီဖြစ်တယ်ဦးလေးရဲ့အမျိုးသမီးအန်ဒီတော်မေစီဟာမြန်မာနိုင်ငံထဲမှာတွေကတည်ကျွမ်းနေစီးပွားဖက်တယ်အေးကောင်းပါလေကွယ်ခဏထိုင်အောင်တော့တာအနေကော်ဖီယူခဲ့ပြီမေဒါမှမဟုတ်အေးတောင်းလားကော်ဖီပဲယူခဲ့ပါအန်ဒီကျေးဇူးပါလာမေးဦးကခဏထိုင်ဆောင်နေတယ်အိမ်ကြီးကတော့ကျေတာမလို့နေဖို့ထိုင်ဖို့အဆင်ပြေတယ်သားသမီးမရှိတဲ့သူတွေမလို့အေးချမ်းတာလေးပါမယ်လာမေးဦးရုတ်တရက်ရောက်လာပြီးတော့အပြုံးချွချွနဲ့နှုတ်ဆက်လိုက်တဲ့နိုင်ငံသားသူလေးကိုပြန်နှုတ်ဆက်လိုက်တယ်မင်္ဂလာပါရှင့်ဒေလီယာမြန်မာလိုပြီးသက်သာနှုတ်ဆက်တော့ဟုတ်မင်္ဂလာပါလာမေးဦးအန်ဟောစော်နဲ့ပြန်နှုတ်ဆက်ရပြန်တယ်ဘယ်နဲ့ဒီနိုင်ငံသူဟာမြန်မာလိုတွေနှုတ်ဆက်နေရဲ့ဟောသမီးဒေလီယာရောက်နေပြီလားအန်ဒီမေဆီယာကော်ဖီခွက်တွေယူပြီးရောက်လာတော့ဟုတ်အန်ဒီသူကလာမေးဦးလာရင်ချောလိုက်တာနော်နိုင်ငံသားသူလေးပြီးပိုးဝင်လင်းလင်းပြောလိုက်တော့အနေထိုင်ခတ်သွားအောင်ရှက်နေသူဟာလာမင်းဦးဟုတ်ပါကွယ်လာမင်းဦးတဲ့ဒါမြန်မာစကားတက်တဲ့အိမ်လေးချင်းသမီးလေးဒေလီယာတဲ့အန်ဒီမေစီမိတ်ဆက်ပြီးတော့မှဟုတ်တွေ့ရဝမ်းသာပါရဲ့ဗျာလာမင်းဦးအောင်ရီမွန်နှုတ်ဆက်တဲ့အခါချိုတာလိုက်တာနော်ဒေလီယာပြောပုံလေးကြောင့်အန်ဒီမေစီယာတခက်ခဲရီနေတော့တယ်ဒီဇလန်လေးဟာနေသူရင်းဟာမနက်ခင်းစော်ရီအိယာထားပြီးချိန်ခေါင်းထဲမှာတအားထိုးကင်လာတယ်အမေကိုလမ်းကော်ပြီးမုန်းနောက်ကလဲကျသွားတယ်ဘာမှမသိတော့တဲ့ထိဒါဘလို့ဖြစ်တာလဲဖေးရိလာပါအောင်ဒေါ်ကြည်ပြူတယောက်သားနေသူတွေအမြန်ပွေထွေးနေဦးနေမီကိုလှမ်းခေါ်ရတယ်မဖြစ်ဘူးဆေးရုံမြန်သွားမှဖြစ်မယ်ဒီလိုနဲ့သားကိုချီပြီးတော့ကားနဲ့အမြန်ဆေးရုံမောင်းလာတယ်ဖေးတော်လေးဘာမှမဖြစ်ပါစေနဲ့ရင်မောစော်နဲ့ဆူတောင်းနေရတယ်လူနာရှင်တွေကိုဆရာဝန်ကြီးကတွေးချင်ပါတယ်တဲ့ဟုတ်လာပါပြီဗျဦးနေမင်းစနီးဖြစ်သူရဲ့လက်ကိုတွဲပြီးတော့ဆရာဝန်ကြီးခန်းထဲဝင်လာတယ်ထိုင်ကြပါမောင်နေသူရဲ့မိဘတွေဟုတ်ပါတယ်နော်ဟုတ်ပါတယ်ရှင်သားလေးချစ်နေရမိုးတန်လေးစုပ်ကမေးလိုက်တဲ့အခါကြောက်မှတော့စိတ်မကောင်းပါဘူးမောင်နေသူတွေမှာသွေးခင်ဆောင်ရှိနေတယ်ဆရာဝန်ကြီးကမျက်နှာပြပြနဲ့ပြောလိုက်တဲ့စကားဗျာရှင်ဖြစ်ရလေသားလေးရဲ့ဒေါ်ချီပြူဝမ်းနေတဲ့ချင်းနဲ့ငိုချမိပါတော့တယ်ညောင်လေးမထားတဲ့ဖြစ်ရဲ့ဆိုကြီးဆရာကူးတော့လို့မရတော့ဘူးလားဗျာကျွန်တော်တို့ဘလောက်ကုန်ကိုကူးပါပြီအလောတကြီးမေးလိုက်မိတာဟာဒီလိုဖြစ်နိုင်လို့ပါဒီကိစ္စလူတသန်းမှာတယောက်ဖြစ်ခဲ့တယ်ဗျာကျွန်တော်အကြံပေးချင်တာတော့သူစိတ်ချမ်းသာအောင်ထားဖို့ပါသူ့အတွက်အချိန်ကနှစ်နှစ်ထပ်ပိုမရတော့ဆရာဝန်ကြီးကစိတ်မကောင်းပေမဲ့အမှန်တိုင်းပြောပြရမယ်တောင်းရင်ရှိနေတယ်ဟုတ်ကဲ့ပါဗျာဦးနေမင်းတယောက်စိတ်သားလျှော့လိုက်ရတယ်ဖြစ်လာတဲ့ကံတရားကိုပြစ်ပုံချရုံအလွယ်လို့ဘာမှမတတ်နိုင်တော့ပါတခါလေလူသားတွေဟာပြုတ်ပြင်းလို့မှမရတဲ့ကံတရားတွေနဲ့လေဒါတတိယပြီလားဒေါ်ချီပြူမနေ့တည်းကမအိပ်ပဲနဲ့တတိလက်နဲ့သားလေးဖေးမှထိုင်ဆောင်နေတာဟုတ်မမေသားဘာဖြစ်တာလဲနေသူတွေတတိယလာတော့အဖျားယောဂရီလိုနွမ်းနေမနေတာခံစားရတော့အံ့ဩမိဘာမှမဖြစ်ပါဘူးသားရဲ့အပူရှင်တဲ့သဘောပါဒါမဲ့သားနဲ့တိတ်ပြီးတော့တတ်မှတ်တယ်လို့ဆေးရတောက်ရမယ်ဒေါ်ချီပြူသားပေါ်ပထမဆုံးလိန်ညာပြောမိချင်းဟုတ်မမေဒါနဲ့ဒီသားပြောစရာရှိတယ်နေသူရဲ့ဆက်ဖြည်းဖြည်းနဲ့ပြောလိုက်တဲ့အခါပြောလေကွယ်သားဘာလို့ချင်လဲပြောဒေါ်ချီပြူတယောက်သားဖြစ်ချင်တာမှန်သမျှလုပ်ပြီးမယ်ရှိသမျှစီးစိမ်ပြုတ်ရင်ပြုတ်ပါလိမ့်စီသားနိုင်ကိုလက်ထပ်ချင်နေပြီမေခွင့်ပြုပေးပါလားယင်နေသူရဲ့စကားကြောင့်ဒေါ်ချီပြူခိတ္တတိတ်ဆိတ်သွားပြီးစစ်သူဆေးရုံတင်ရတယ်လို့ကြားတဲ့နိုင်ကိုဟာလူနာမေးဖြစ်လာရတယ်လို့သူမနာမည်ကြားလိုက်ရတာကြောင့်ခန်းဝမှာနားဆွေနေတယ်မိသဘောမတူသားစဉ်းစားဆုံးဖြတ်ပြီးပြောလိုက်တာသားလေးအသက်ရှင်နေချိန်ခဏလေးတစ်ဖက်မိန်းကလေးကကျန်တဲ့ဘဝတွေကိုမုံဆိုးမအဖြစ်ဖြတ်တန်းရလိမ့်မယ်မိမသားချင်းကိုချင်းစာစီနဲ့ဆုံးဖြတ်ချက်ချလိုက်တာဗျာနိုင်ကိုပြေးထွက်လာခဲ့တယ်မဖိတ်ခေါ်ဘဲနဲ့မျက်ရည်တွေဟာအလိုလိုကျလာမိတယ်ဒီအချိန်မှနာကျင်ရတာလွယ်လို့ဘာမှမသိတော့ပါအမေရဲ့ဘာလို့လဲဗျာကိုကဆင်းရဲလို့လားယင်နေသူတွေနာကျင်စွာနဲ့ပြောနေမိတယ်မဟုတ်ပါဘူးသားရဲ့
ဒါပေမဲ့ချက်ချင်းတော့မိမမယူနေအောင်နော်။မိသားကိုချစ်လို့မဝသေးလို့ပါ။မိစဉ်းစားပေးမယ်လေနော်။ဒေါ်ကြည်ဖြူတယောက်အချိုတက်ပြီးပြောရတယ်။သားလေးနာကျင်နေတာမမြင်ရပါ။တကယ်နော်မမေအကြိုင်းမဆောင်ခိုင်းနဲ့နော်။နေသူရင်အခုမှပဲပျော်သွားရတော့တယ်။အေးပါသားရဲ့ဖြစ်နေလိုက်တာတကယ်လေ။သားလေးရဲ့နှဖို့ကိုနမ်းလိုက်မိပါတယ်။သားလေးသူမနာကျင်နေအောင်မသိစေရပါဘူးကွယ်။ဟေးဦးအဝေးကနေအော်တန်ကြားတာကြောင့်လာမင်းဦးစိတ်ပြတ်မိတယ်။ဒီငရှုံးမလေးကဘာလာလို့ပြန်လဲမသိ။တနေ့ဒုက္ခပေးလို့မပြီးနိုင်။ဦးဒီလေးကလာမင်းဦးကိုအနာကခေါ်လိုက်ရင်ဘာလဲ။ကော်ဖီလိုက်တိုက်မလို့ဦးလိုက်ခဲ့ပါလား။ဒီလေးကဦးကိုသဘောကျတယ်။အမြဲတမ်းတည်ငြိမ်အေးဆေးနေတတ်တယ်။သူပန်းပင်နေနဲ့အလုံးရှုံနေတတ်တယ်လို့အားတဲ့အချိန်ဒီမှာစာဖတ်ပြီးဂီတာတီးနေတတ်တယ်သူ။ဘယ်သွားတော့မှလဲ။ကော်ဖီတန်ကြတော့သူစိတ်ဝင်စားလာတယ်။ဒီကနေ့အဲ့မှာသွားတော့မှလေ။ဒေလီယာလာမင်းဦးစားရောက်တဲ့ကတမျိုးလုံးကော်ဖီဆိုင်တွေကိုပတ်ရှာထားတယ်။ကောင်းတာပဲ။လာမင်းဦးသဘောတူလိုက်ပြီးဒီလိုညနေဆောင်အချိန်လေးမှာခွန်ဖြူလေးတွေနဲ့လိုက်ပြီးမှထိုင်ရတာဖီးတစ်မျိုးဖြစ်တယ်။โอเคရှားလေးကားယူခဲ့မယ်။ဒေလီယာအမြန်ပြေးသွားပြီးတော့ကားသွားယူတယ်။နိုင်ငံသားသူတွေဆိုတော့ဆက်ရှင်နေပြရနေလွတ်လပ်ခွင့်အပြေးဝါရှားတယ်မလား။ဥမာချစ်သူရှိနိုင်ရင်ကော်ဖီတောင်းနဲ့မေးလာတဲ့အခါချစ်ရတဲ့သူရှိခဲ့တယ်။နိုင်ကိုမျက်လုံးနဲ့မြင်အောင်ပြီးအချစ်ဆိုတာသူမကိုဘာလို့တတိယနေမှမသိဘလို့ကြီးလဲချစ်သူလည်းမဟုတ်ဘူးအခုနေဝေးနေပြီပဲမိလိုက်တော့ဒေလီယာအဲ့လိုပဲဆွဲလန်းတန်းတာနေအောင်မယုံကြည်လက်မခံပါအချစ်ဆိုတာရှားလေးပြောသလောက်မလွယ်ကူလေဆွဲလန်းမှုအတိုင်းစာမရှိဘူးကြည်နူးစော်နေပြုံးမိနေပြောလိုက်တယ်ဒိဗယ်မရှိလိုက်တာဦးရလုံးဝမမိုက်ဘူးသိလားဒေလီယာအတွက်တော့ဦးကထူးဆန်းနေသူတရားသူမဘလောက်ပဲခွေးတွေပေးပြီးညှို့ဆွဲနေပါစေရေခဲတော့ရှုံးပေးရလောက်အောင်အေးဆက်လာတယ်။ရှားလေးချစ်မိသွားတဲ့ချိန်နားလည်လာမှာပါ။ဒါပေမဲ့ဦးလိုချင်ပြီးတော့မချစ်မိစေနဲ့။ဘယ်တော့မှရှင်မထက်ထုတ်မရတဲ့ချစ်ပေါ့။လာမေဦးနာချင်းစွာနဲ့သာပြောလိုက်မိတယ်။ကိုခွင့်ထိုင်ထားလား။နေသူရဲ့လောက်ကိုနိုင်ကိုမလာတော့စိတ်တူနေ။မသိပါအောင်ဆရာ။ခမည်းတော်မရမသိဘူးဖြစ်ဖို့လား။သွားတော့ဗျာ။နေသူရဲ့စိတ်တော့ကရောက်နေတယ်။ဖုန်းဆက်လည်းမကိုင်းအလုပ်လည်းမလား။ဘယ်တွေရောက်နေရလဲချစ်ရသူရဲ့။နောက်ဆုံးမနေနိုင်တော့အနေကိုအိမ်ကိုလိုက်သွားဖို့ဆုံးဖြတ်တယ်။သမီးအလုံးမသွားဘူးလား။ဟုတ်မမေသမီးတိတ်နေမကောင်းချင်လို့ပါ။ကိုအမေကိုညာပြောလိုက်တယ်။နာကျင်နေတဲ့စိတ်ကမောင်းကိုမျက်နှာချင်းမဆိုင်ချင်။ကိုရှိလားခင်ဗျာ။နေသူရင်ကားပေါ်နေဆင်းလာပြီးအင်ရှင်အော်နေတော့ဘသူလဲကွယ်သမီးကိုရှိပါတယ်။ဒေါခင်တီတာပြန်ပြေးနေအင်ရှင်ထွက်ကြည့်တော့ဒါနဲ့မင်းဟုတ်ကျွန်တော်နေသူရင်မာဒီနာမည်မိတ်ဆက်ပေးလိုက်တော့မှအော်သမီးလေးရဲ့တငယ်ချင်းလို့ရှင်ပဲလာပါကွယ်အီမော်တက်ခဲ့သမီးကိုရဲ့ဒီမောင်နေသူရင်ရောက်လာတယ်ခဏထိုင်ပြီးစကားပြောကြအောင်နော်အန်တီအေးယူခဲ့မယ်ကိုဘာလို့လုံးမလာလဲနေပကောင်းလို့လားပြီးတော့ဖုန်းဆက်လို့လည်းမရဘူးကိုရဲ့မျက်နှာလေးမရှင်တော့နေသူရင်စိတ်ပူသွားပြီနေကောင်းပါလေကျမလှုပ်ထွက်လိုက်ပြီကိုနာကျင်မှုကိုမျိုးသိပ်ပြီးတော့ပြက်သားပြောလိုက်တော့ဟာကိုဘလို့ပြောလိုက်တယ်နေသူရင်နားမလဲဆိုနေပြန်မင်းမိတယ်ရှင်နဲ့ကျမလမ်းခွဲအောင်ကူနေသူတွေကကြောက်လို့နေပါမျက်ရည်တွေကိုနှက်ခမ်းလေးကိုက်ပြီးတော့ထိန်းထားစေဘာတွေပြောနေရလဲကွာအဲ့လိုမပြောပါနဲ့ကွာနော်မမဘာပြည့်ရှိလို့လဲကွာပြောပြလေမောင်ကျင်အောင်တောင်းမှန်ပါမယ်နေသူရဲ့အံအောင်ဝဲနေဆိုမေးလိုက်တော့မချစ်လို့ကျမရှင်ကိုမချစ်ဘူးကိုနေသူတွေရှင်နဲ့ကျမမိုးနေမြင်လို့အစင်တန်းကွာကြီးပါပေါင်းဆက်လို့လည်းမဖြစ်နိုင်ရှင်ပြန်ပါတော့နော်ကျမတို့တနာရဲ့ရှင်ပြန်ပါတော့ကဝမ်းနဲ့တကြီးသားငိုချလိုက်တယ်။မငိုပါနဲ့ရဲ့မောင်ပြန်ပါမယ်။ငိုနေမှာမောင်မလို့လောက်ကွာမငိုနေရောနော်။နေသူတွေချက်ချင်းပြန်လာခဲ့တယ်။ချစ်သူမျက်ရည်ကျနေတာတုပ်ပေးခွင့်မရှိတော့ဒီမျက်ရည်တွေကျအောင်လုပ်တဲ့သူဟာသူ့ကိုယ်ရင်မဖြစ်လို့ပါ။သမီးလေးဒေါခင်တီတာသမီးလေးကိုတိုးဖတ်ပြီးတော့ထားပေးလိုက်တယ်။မမေရဲ့သမီးနိုင်ဝမ်းနဲ့တကြီးငိုချပြီးပါတယ်။ဒီဇလန်မှာဘယ်သူမှမမှားဘူး။ဘယ်မိဘမဆိုသားသမီးရရောအမြင့်မှာပဲထားကျင်ကြတာသူမလိုဆင်းရဲသူလေးနဲ့ဖေးသဘောတူပါမလဲမမေကတားအောင်မချစ်တော့ဘူးတဲ့နေသူတွေဝမ်းနေမှုများစွာနဲ့အရက်တွေတအားတောက်လာမိတယ်လူကမုန်းနေပေမဲ့နှလုံးသားဟာမိုးမနေတယ်ဟဲ့သားဘလို့ဖြစ်လာလဲကွယ်အရက်တွေတောက်လာရင်မမေတားကိုကမချစ်ဘူးတဲ့ဗျာတားချမ်းသာနေရအပြစ်လားကလေးတယောက်လိုကိုချမိတော့တယ်သားလေးရဲ့ဒေါ်စီပြူနှလုံးသက်ပုတ်ထဲထိနာကျင်ရတယ်။တဦးကြီးသောသားလေးကိုဒီချိန်ထိမျက်ရည်မချအောင်ထားခဲ့သလိုအသက်ရှင်နေချိန်ခဏလေးဒီလိုဝမ်းနေနေရဘလို့မှမကြည့်ရ။မမေရဲ့သားတို့တိတ်ချစ်တာဗျ။
ကိုကိုကရေရဆက်ဆက်တဲ့ထားခဲ့တာမမေရတော့သိချစ်တာကိုသူမသိနေသူရင်းစကားတော်ဆောင်အောင်မပြောနိုင်ချပဲတတိလဲသွားတယ်ဒါလေဖေးကြီးလာပါအောင်ဒေါ်ချီဖြူတယောက်နိုင်ကိုကိုနဲ့တွေ့ဆုံစကားပြောဖို့သူဆုံးဖြတ်ချက်ချလိုက်တယ်ဦးရဲ့ဘာလာရှုပ်ပြန်ပြီလဲကွာတနေ့ပြီးတနေ့ဒီလီဟာကတ်ဆွဲနေရခံနေရတယ်ကြားရတာနဲ့ပြန်လဲမထူစိတ်ပေါ့မဟုတ်ပါဘူးမင်းဝေလာမှတီလို့မထူပဲနေလိုက်တာပြောဘာကိစ္စလဲရှာလေးကိုဈေးလိုက်ပို့ပါလားဦးလဲစူပါမားကတ်ကိုမရောက်ဘူးလေနော်ဦးဒီလီယာဦးနားမှာပဲနေချင်းပြီးဦးနားရှိရဲ့ချိန်လေးဆိုရင်နှွေးထွေးလုံးချုံသလိုခံစားရတယ်ပြောတဲ့ခံစားချက်ကိုပိုင်ဆိုင်ရတယ်ခဏဆောင်ကိုဝယ်စားလိုက်လိုက်မယ်လာမင်းကိုအလုပ်လဲအားရမလို့စိတ်ပြေလက်ပြောက်အပြင်ထွက်ဖို့တွေ့တယ်โอเคဒီလီယာပျော်သွားမိတယ်အချိန်တွေကြာလာလေဦးပေါ်ချစ်မိလာလေပြီးတော့လေးစားမိတာလေသူမအနေနဲ့ခွင့်ရေးပြီးသမျှဦးကဘာမှခွင့်ရေးမယူသလိုဒီနိုင်ငံသားတွေသာသူမဒီလိုလုပ်ရင်ဒီအချိန်သားဆိုဟေးဘာတွေတွေးနေရလဲသွားစို့ဟုတ်ဒီလီယာဦးရဲ့လက်ကိုတွဲပြီးတော့ခွင့်ပြမပြဆိုပိုင်ဆိုင်ခြင်းမိတယ်ဟေးကစ်တီနိုင်ငံသား၃ယောက်ဒီလီယာနာလာနှုတ်ဆက်တယ်သူတို့ကိုတီလာရှာလေလာမင်းဦးမေးလိုက်တယ်အကုတ်တငယ်ချင်းနေပါဦးဒီလီယာပြန်နှုတ်ဆက်လိုက်တယ်ကိုနဲ့လိုက်ခဲ့ပါလားဒီညပါတီရှိတယ်မလိုက်တော့ပါဘူးကျေးဇူးနော်ဒီလီယာညင်လိုက်တဲ့အခါမှာလိုက်ခဲ့ပါကွာနော်ငနေသားတွေကဒီလီယာပါလီကိုလာထိရဲ့အထိကျူးလွန်လာတယ် Don't touch me bro ဒီလီယာစိတ်တူပြီးတော့ခပ်မမပြောလိုက်တော့ What you doing လာမင်းကိုဒီလီယာရှိကနေပိတ်ကာခွဲလိုက်တော့ဟုတ်ကဲ့ဒီဘသူလဲလို့မေးလိုက်ချိန်မှာတော့ He's my boyfriend ငါချစ်သူလို့ဒီလီယာပြပြတသားပြောလိုက်တော့တယ်ရန်ကုန်မိုးဟာထုံးစံအတိုင်းရုတ်တရက်သေးချလာပြီးနိုင်ကိုကိုပြတင်းပေါက်တွေကိုလိုက်ပိတ်နေမောင်ကိုလမ်းတစ်ဖက်ကနေသူရိတ်ကိုလမ်းမြင်နေမိုးရီထဲမှာခေါင်းငိုက်ဆိုင်ပြီးထိုင်နေရမှာအိမ်ထဲမှာလမ်းလျှောက်နေစိတ်တွေဟာခဏမငြိမ်မိုးရီတအားသေးနေပြီးမောင်ဟာဘာလုပ်နေရပါလဲသူမအောင်လွမ်းလို့လာကြည့်တာဆိုတော့သိကြတယ်အိုးမဖြစ်သေးပါဘူးထီသွားပေးအောင်မှာပါကိုထီလေးယူပြီးအိမ်မောကနေပြေးစင်လာတယ်ကိုနေသူရိတ်မိုးဆက်တွေမထီတော့ခေါင်းမော့ကြည့်လိုက်တဲ့အခါကြည့်ရတဲ့ကိုလေးမိုးရီဘာရက်လုပ်နေရလဲနေမကောင်းဖြစ်ပင်လေကိုကလေးစံနေရဲ့မအောင်စုံလောက်လိုက်တော့နေသူရိနာချင်းစွာပြောရင်းနဲ့နှလုံးသားမှာနာကျင်ရတာနေမကောင်းတာတဲ့ဆိုရဲကိုရဲ့တွင်းချင်းစော်နဲ့ပြန်ပြောမိတယ်လာအိမ်မောင်လိုက်ခဲ့စိတ်မရှိစော်နဲ့ဆွဲခေါ်ပြီးတော့မချစ်လို့မဟုတ်တာမောင်ရဲ့မေတပတ်လေးပေးပါအောင်နော်ကော်ဖီပူပူလေးတစ်ခွက်နဲ့ဆေးတလုံးပြေးလွှမ်းလဲကိုတယောက်သွားယူတယ်နေသူရိခုမှချမ်းစိတ်တက်လာပြီးခေါင်းထဲမှာတရိတ်ရှိတ်မူးဝေလာတယ်ဆေးတောက်လိုက်အောင်ရော့ကော်ဖီလေးရောတောက်ကိုမအောင်တပတ်လေးခြုံပေးနေပြောလိုက်တော့ဟုတ်နေသူရိခုတော့လိမ်မာနေရတယ်လူကြီးရောကုမ္ပဏီစီးရောစိတ်ကခရီးကလေးကလားဆန်တော့ကိုကအားရဖားရနဲ့အစုံငေါ့လေသမျှနေသူရိခံနေရတယ်ချလိုက်တာကိုမောင်ဖတ်ထားပေးပါလားယင်နေသူရိတယောက်တပတ်နဲ့တည်းမနေတော့ခေါင်းထဲမှာမူးဝေလာတယ်ဟာမဖတ်ပါဘူးအဲ့မှာချမ်းမစီပေါ့ကိုကနေသူရိယောဂခံအောင်မသိဘဲနဲ့အသားယူတဲ့ထင်ပြီးရှက်ညင်းညင်းနေပြီးအတန်မကြောက်လို့လဲကြည့်တော့မှမောင်ကိုခေါ်နေပေမဲ့မောင်ဟာတတိလဲသွားပြီတားလေးရောက်ရင်တမီလေးနေသူရိမိဘတွေကိုဖုန်းဆက်ခေါ်လိုက်တဲ့အခါစိတ်ပူစွာနဲ့မွေးရည်တဲ့အမြန်ရောက်လာကြတယ်အေးရလဲနေရအတီတတိယလာပြီးပြန်ရင်ပြောသွားပြီးကိုဖြေလိုက်ပေမဲ့မျက်နှာမကြည့်သေးပါသူမအောင်ငွေခုံနေတဲ့တိုင်းတို့သဘောမတူကြတာလေထိုင်ကြပါအောင်ရှင်မောင်နေသူရဲ့အိယာနုမအေးစီပြန်ကြပေါ့ဒေါက်ခင်တရားလူချင်းချစ်ချင်းမျက်နှာမပြတ်ရလေအောင်ဧခံလိုက်တယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်သမီးလေးလည်းခဏထိုင်ပါအောင်အန်ဒီရှင်ပြစရာလေးရှိတယ်ဒေါ်ချီပြူကိုလက်လေးကိုဆွဲယူပြီးအနားမှာထိုင်ခိုင်းစီတယ်သားလေးစေးုံတရားသမီးလေးတီလားဟုတ်သိပါရဲ့တီအိမ်နဲ့သဘောမတူကြောင်းပြောခဲ့ဘူးတော့လေနားကျင်စွာတတိရှိရင်နှက်ခမ်းလေးကိုကြိုက်ထားမိတယ်အိမ်နဲ့သားလေးရဲ့ဖြစ်ဆိုးကြီးကိုတီးခဲ့ရတဲ့နေ့ပဲသမီးလေးဒေါ်ချီပြူစကားကြောင့်ရှင်နိုင်အံ့ဩတုံ့လုံသွားမိတယ်ဟုတ်တယ်သမီးလေးသားလေးမှာခင်စာဖြစ်နေတာလူလောကမှာကြနေလို့မရတော့ဘူးသမီးတို့သားလေးကလက်ထပ်ချင်ခဲ့တာတိုင်းမဲ့သမီးရဲ့သမီးမင်းလေးချင်းကိုချင်းစပြီးငငယ်ရွယ်နဲ့မုတ်ဆိုးမမဖြစ်အောင်အန်ဒီငင်းခဲ့ရတယ်ဒေါ်ချီပြူကပြောပြရင်လည်းငိုချနေတယ်မောင်ရဲ့အဖြစ်ဆိုးလိုက်တာနိုင်ကိုဖြစ်တယ်နေတည်သားတော့မှနားချီစွာနဲ့ငိုမိတယ်ဘာလို့များချရတဲ့မောင်ကိုကန်တရားရက်ဆက်ရရတယ်ကွယ်
ဒေလီယာပြေးလေးရောက်လာတယ်ပြောလေရှာလေလာမင်းဝယ်စားတွေထည့်ရင်လည်းပြန်ပြေးလိုက်တော့ဦးမြန်မာနိုင်ငံကိုပြန်တော့မှာဆိုဒေလီယာငုံမဲမဲလေးနဲ့မေးလိုက်တော့ဟုတ်တယ်ရလေကိုတငယ်ချင်းကြားမှမကောင်းအဲ့လိုအခြေအနေမှာကိုရှိနေပေးဖို့လိုတယ်လေလာမင်းဦးနိုင်ကိုစီယာတရင်ရနဲ့မြန်မာပြည်ကိုအမြန်ပြန်လာဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်ဒီကိုပြန်လာအောင်မလားယင်အကြိုင်းနေခဲ့မှလားယင်ဒေလီယာမရဲတည်းလေးနဲ့မေးလိုက်မိတယ်ဒါတော့မသိချသေးဘူးအခြေအနေရပေါ့ဟုတ်ဒေလီယာဝမ်းနေစော်နေဒိတ်စိတ်သွားမိတယ်ဒါနဲ့ညနေလေးတက်မှမလို့တခါရင်နှုတ်ဆက်ခင်တော့ရှာလီလာမေးဦးနောက်မှာသွားနှုတ်ဆက်ဖို့တွေးထားတာဆိုပေမဲ့ခုတော့တခါရေးပဲနှုတ်ဆက်လိုက်တယ်ဟုတ်ဒါနဲ့ရှာလီတခုတော့တောင်းဆိုလို့ရလားဒေလီယာမွေးမရဲလေးပြောလိုက်တော့ပြောလေခုပါလုပ်ပြရမလဲပစ္စည်းတွေကုန်သိပြီးပြီမလို့ဒေလီယာရှင်နာဆိုင်နေမိလိုက်တယ်ရှာလီကိုအနံပေးပါလားယင်ဒေလီယာစကားအဆုံးမှာဟုတ်ပါပြီဗျာနပူကလေးကိုညင်သားစောနဲ့နမ်းလိုက်တော့အဲ့ဒါနမ်းတာလားဒေလီယာစိတ်ထဲမချစ်မရဲဖြစ်သွားပြီးသူမနမ်းစီချင်တာနှက်ခမ်းအောင်ဟုတ်တယ်လေဘာလို့လဲလာမင်းဦးကြောင်ကြောင်နဲ့ပြန်ပြီးတော့မှထားပါနောက်ခါဆုံးဖြင့်ဘယ်လိုနမ်းရမလဲဆိုတာရှာလေးသိမိမယ်ဒေလီယာစကားပြောပြရတယ်ရှက်ရှက်လေးနဲ့ပြေးသွားတော့တယ်ဦးတာနေသူတို့အိမ်ကိုတန်းမောင်းပြီးဗျာလာမင်းဦးလေရင်စိုက်တာနဲ့အိမ်မပြန်မနဲ့တငယ်ချင်းအိမ်ကိုတန်းသွားဖို့တွေးလိုက်တယ်ညနေမှသွားပါလားလူလေးခီးပန်းလာတာခဏနားတင်နေတယ်ဦးတာလာမင်းဦးလေးကိုအနားယူစေချင်တယ်ရပါတယ်ဗျာကျွန်တော်မပင်ပန်းပါဘူးနေသူရဲ့အိမ်ကိုသာတန်းပို့ပေးပါအခုချိန်မှာတငယ်ချင်းနေသူတွေကိုသူအရန်တွေ့ချင်နေတယ်စိုးရိမ်နေတာပဲသိတယ်ကားမောင်းလာတဲ့တခြားအတွေးများစွာနဲ့တိတ်ဆိတ်ညီတက်လာတယ်အန်ဒီကြည့်ပြူကားပေါ်အမြန်ပြေးဆင်းလာပြီးဒါလှမင်းတားလေးပြန်လာရင်နော်အန်ဒီကြည့်ပြူဟာလာမင်းဦးလေးကိုပြေးဖက်လိုက်တယ်ဟုတ်အန်ဒီနေသူတွေရောအန်ဒီခန်းထဲမှာအနားရှူနေတဲ့တားလေးတားပေါ်တက်သွားလိုက်တယ်ဟုတ်ကဲ့အန်ဒီအရာအလုံးမသိခင်လိုအပ်နေပြီမေတကယ်တည်သွားရင်ဘာမှတန်ဖိုးမရှိတော့နေသူတွေတွေးရင်လည်းငေးမောနေသလိုမျက်နှာမှာနာကျင်မှုတော့ရင်းချက်မှုတော့တကယ်ချင်းသူတွေလာမင်းပြန်လာပြီလားနေသူတွေပြောရွှင်စွာနဲ့မေးလိုက်တော့ဟုတ်တယ်မင်းတို့လွမ်းလို့လာမင်းဦးနေသူတွေကိုကြည့်ပြောဝမ်းနေမိတယ်အသားဖြူဖြော့နဲ့နေသူတွေဟာအခုတော့ယောဂကြောင့်ဖြူဖက်ဖြူအောင်ဖြစ်နေပြန်ပြီဆံပြုတ်ရပြီလာမင်းနေလျှောက်လာလားကိုနေသူတွေအတွက်ဆံပြုတ်လေးယူလာပြီးတော့မမျော်လင့်ပဲလာမင်းဦးကိုတွေ့ရပြီးအံ့ဩဝမ်းသာသွားတယ်တကယ်ချင်း၃ယောက်ကြားဖတ်ထားချမိတယ်လူလီနွားတို့ရပြီဦးတာညာဘက်ရောက်တော့လာမင်းကိုတိုက်နေကြအတိုင်းနွားတို့ပူပူလေးလာပို့ပြီးဟုတ်တာကျေးဇူးပါဒါနဲ့လူလေးရဲ့ညီမလေးညာလေးအိမ်ကိုရောက်လာသေးတယ်ဟုတ်လားသူအဆင်ပြေလာဦးတာပြေးပါရဲ့ကွယ်သူကဆယ်တန်းကိုထူးချွန်စွာနဲ့အောင်ပြီးတော့စေးတက်သူတက်နေပြီသူ့မိကလောင်းကစားမှုနဲ့ထောင်ချသွားပြီခုတော့အကြီးမမူရဆောက်ရှောက်ပေးထားတဲ့မလေးကလိမ်မာပြီးတော့ပါတယ်နောက်တစ်ခါလာရင်လိုအပ်တာမှန်သမျှကူညီပေးလိုက်ဦးတာလာမင်းညီမလေးတို့ဝမ်းသာခုံယူမိတယ်အေးပါလူလေးလည်းအိတ်တော့ညနေနေပြီကွယ်နေမကောင်းဖြစ်နေမယ်ဦးတာစိတ်ပူစောနေသတိပေးပြီးတော့ထွက်သွားတော့တယ်ပကံသွားမယ်ဟုတ်လားမဟုတ်တာကွာလာမင်းဦးစိတ်ညစ်သွားပြီနေသူတွေကပကံကိုခီးသွားခြင်းတဲ့လေမတော်ပါနဲ့လားပင်ပန်းလိုက်မယ်ကိုနေသွင်းလက်လေးကိုကင်ပြီးတော့တားမိတယ်ရပါတယ်ကွာမင်းတို့ဖော်လိုက်ခဲ့ပေးပါဒီချိန်မှာငါ့ကိုမတားကြပါနဲ့လားအေးပါကွာငါအမြန်ဆုံးစီစဉ်ပေးပါမယ်လာမင်းဦးလည်းညင်းမတာတော့တဲ့ဆောင်လိုက်ပေးဖို့သာတွေးမိတော့တယ်ဟယ်လိုဗျာဟုတ်အခုလာခဲ့ပါမယ်ဖုန်းဝင်လာတဲ့အံ့ဩမိတယ်အန်တီမေစီကိုလုပ်ကိစ္စနဲ့မဝပြေရောက်လာသလိုဒေလီယာလည်းပါလာတဲ့လေငါခဏပြန်လာအောင်မယ်ဧည့်သည်ရောက်နေလို့အေးပါကွာတော်မောင်စေးတောက်ချိန်ရောက်ပြီခဏစကိုစေးသွားယူပြီမေနေသူရဲ့ချစ်သူလေးကိုကြည့်ပြီးတော့တနာနေမိတယ်သူလိုယောဂတဲ့နာမနီနေရတယ်မလားမကြခင်သူတည်သွားခင်တယောက်တည်းချန်နေခင်မှစိတ်မချနိုင်ကိုအတွက်စိတ်ချတဲ့ယောက်ျားလေးဟာလာမင်းဥကလွဲပြီးဘသူမှမဖြစ်နိုင်ငါချစ်ပြီးွားတဲ့တငယ်ချင်းတို့ရာနေသူရဲ့တင်းတော်ရဲ့အတွင်းနဲ့ဆုံးဖြတ်ချက်ချလိုက်တော့တယ်မြန်မာနိုင်ငံအရန်လှပဲနော်ဦးဒေလီယာမမျော်နေမဲနဲ့မြန်မာပြည်ကိုအလဲလိုက်လာရတော့တအားပျော်နေမိတယ်ဟုတ်ပါပြီဗျာရှာလေးအတွက်ပြန်လက်ဆောင်တွေဝယ်ပေးလိုက်မယ်လေနှွေးထွေးစွာနဲ့လာမင်းဦးတယောက်ကြိုဆိုရပါတယ်ဘာလက်ဆောင်မှမလိုပါဦးရဲ့ရှာလေးကိုပကံမဲ့အလေးပို့ပေးပါလားရှာလေးရောက်ဖူးချင်နေဒေလီယာဗီဒီယိုတွေတက်ဖို့နေတဲ့အနေကြည့်ပြီးပကံကိုရောက်ဖူးချင်နေတာရပါတယ်နောက်နေ့ကိုတို့တငယ်ချင်းနေနဲ့သွားမှာရှာလေးတခါရင်လိုက်ခဲ့လေတကယ်နော်ဖြော်လိုက်တာဒေလီယာပျော်ရွှင်စွာနဲ့ခေါင်းပေါက်နေတယ်
အေးချမ်းမှုများစွာနဲ့ပကံဒေသလေးဟာရင်ကျေးတိမ်မွေ့စွာလှပနေတယ်။ကြည်လျာရှက်စီဒီပထိုးတွေနဲ့ရေသက်ရှုမောပွေအခုတော့ခဏနားကြတာပေါ့။ညနေဆောင်မှဖျားတွေလဲဖူးကြမယ်။လာမင်းဦးစကားကိုအကုန်လုံးကသဘောတူပြီးတော့ဟိုတယ်မှာပဲရေမိုးချိုနေလေစားစားပြီးတေးတမော့အနားယူကြတယ်။ညနေဆောင်အချိန်လေးရောက်တာနဲ့ဖျားလဲဖူးကြတယ်။ဓမြန်ကြီးဖျားမှာအေးစေးတပုံရိုက်ရှုခင်းတွေကြည့်ကြတယ်။နေသူတွေနဲ့ကိုကိုကတွေ့လာမင်းဦးနဲ့ဒေလီယာလေးတို့ကတနေရာဖြစ်နေတယ်။အိုးဦးချစ်နေတဲ့ကောင်မလေးကမမနိုင်ကိုလား။ဒေလီယာလာမင်းဦးအကြည့်တွေကိုရိပ်ပြီးစွာမိလိုက်တယ်လို့ဒီအချိန်လေးမှာပဲနေသူတွေကခေါ်ခိုင်းတာကြောင့်ကိုကလာမင်းဦးကိုလာခေါ်ဖြစ်တော့မမျော်နေပဲကြားတဲ့မိကွန်ကြောင့်ခဏလေးရက်ပြီးနားဆွေနေမိတယ်။ဟုတ်တယ်ရလေးဒါမဲ့သူ့မှာချစ်ရတဲ့သူရှိနေပြီလေ။လာမင်းဦးပထမဆုံးချစ်မိသူဖြစ်ပေမဲ့နောက်ကျသွားခဲ့တဲ့သူ။ဒါဆိုရင်ဦးကဘာလို့ဆက်ချစ်နေသေးရလဲ။အသက်ရှာလိုက်ပေါ့။ဒေလီယာအားမလို့အားမြနေပြောလိုက်တော့အချစ်ဆိုတာသူ့လိုဖြစ်တည်လာရလေး။ဘာကြောင့်မှမဟုတ်တော့ဘာကြောင့်မှလည်းဖြတ်စည်းလို့မရဘူး။လာမင်းဦးနာကျင်စွာနဲ့ပြောမိတယ်။လာမင်းနင့်ကိုသူရဲခေါ်နေတယ်။ကိုလန်းခေါ်လိုက်တော့လာပြီခဏတော့ရလေးသူတွေဘာပြောမလို့လဲတကယ်ချင်းငါတောင်းဆိုစရာရှိတယ်မင်းတို့ညလုံးငါတောင်းဆိုစရာရှိတယ်ပြောလေတကယ်ချင်းငါတို့ဘာလုပ်ပြရမလဲပြောလေမောင်ကိုတို့ဘာလုပ်ပြရမလဲမင်းတို့ညကိုငါကိုယ်တိုင်လက်ထပ်ပေးပြရစီနေသူတွေစကားဆုံးမှာတော့ဟာမဟုတ်တာလာမေးဦးနဲ့နိုင်ကိုအံ့ဩတုန်လှုပ်သွားပြီငါအသေးဖြောက်ချင်တယ်ကွာလာမေးမင်းငါနဲ့ပတ်သက်လို့ကိုပေါ်ထားတဲ့ချစ်တွေနောက်ဆုတ်ပေးခဲ့ငါသိပါတယ်ကိုစိတ်ကငါ့ဘောဖြည့်ပေးခဲ့တာတော့တန်ဖိုးဖြတ်မရတဲ့ဆုလက်ပါခဏလေးပိုင်ဆိုင်ခဲ့ရပေမဲ့ငါပြော့ပါတယ်ကွာဒါပေမဲ့ငါမရှိတော့တဲ့အချိန်မင်းတို့နှစ်ယောက်ဝေးတော့မှငါမလိုလားကျေးဇူးပြုပြီးတော့ငါဆန္ဒလိုက်ရောပေးကြပါငါ့ကိုတကယ်ချစ်ကြရင်ပေါ့ကွာနေသူရင်းရဲ့စကားပြောရင်းနဲ့တအားမောလာသလိုချောင်းနေဆိုတိုင်းသွေးတွေပေါလာတဲ့အထိရောဂါထမ်းနေပြီငါလာမင်းဦးစိတ်မကောင်းစွာငွေနဲ့ဘာပြန်ပြောမှမသိဖြစ်နေတယ်လက်ခံပေးချပါကွာနေသူရင်းကလာမင်းဦးနဲ့နိုင်ကိုရဲ့လက်လေးကိုဆွဲယူပြီးတော့ထပ်ပေးလိုက်တယ်ဒီအချိန်လေးမှာအရာအလုံးဟာနက်နေတဲ့ခံစားချက်တွေနဲ့သားနဲ့သမီးအိုအောင်မင်းအောင်ပေါင်းရပါစီကွယ်ဒေါ်ချီပြူလာမင်းဦးနဲ့နိုင်ကိုတို့လက်ထပ်ပြီးတရားဝင်မွေးစားလိုက်တယ်သားလေးရဲ့စားအလွမ်းပြေချရပါအောင်မယ်ကိုတို့တော့ရအောင်လာမင်းဦးခေါ်လိုက်တော့ဟုတ်နိုင်ကိုကောင်းငိမ့်ပြတယ်သူတို့တော့မဲ့နေရာလေးဟာချရတဲ့တငယ်ချင်းနေသူတွေနဲ့အုတ်ကူလေးစီတို့ငင်းချက်စွာနိုင်ယူနိုင်ပါစေတငယ်ချင်းလာမင်းဦးပန်းစည်းလေးချိုင်နဲ့ဆူတောင်းပေးလိုက်တယ်ချစ်သူနှစ်ဦးကိုနေသူတွေတမလွန်ဘွားကနေကြည်နူးစွာနဲ့ကြည်နေလိမ့်မယ်လို့ထင်ပါတယ်လူသားတိုင်းဝကြွေးခဲ့ကြပါစေပရိသတ်များရှင့်ဒီနေ့မှာတော့နေနဲ့လာတဲ့ဝင်းရံတော်ကျက်တဲ့စင်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။နောက်နေ့မှာလည်းဇလန်းကောင်းများစွာနဲ့တူတူပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ရန် audio book channel ကိုအားပေးကြပါအောင်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့နောက်ဆက်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။